Okay အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီနေ့တော့Head the Box က Titanic ဆိုရဲbox လေးကိုကျွန်တော်တို့ဖောက်ကြည့်ကြမယ်ပေါ့နော် Okay အဲ့တော့စလိုက်ကြအောင်အဲ့တော့ကျွန်တော် Titanic ဆိုရဲဒီ box ကိုနော်စပြီးကျွန်တော်တို့ချင်းကပ်တဲ့နေရာမှာဒါကတော့ထုံးစံတိုင်းပေါ့နော်ကျွန်တော်တို့ scanning port and service ပေါ့နော်သူရဲ့ port and service ကိုကျွန်တော်တို့ scanner နဲ့အရင်ဆုံးစကြရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့လည်းစပြီးတော့ဒီTitanic ဆိုရဲ box လေးကို scan ကြည့်လိုက်အောင်ပေါ့နော်အဲ့တော့scanning ပေါ့နော် so scanning မှာဆိုကျွန်တော်တို့သုံးလို့ရမယ့်ဟာတွေရှိတယ်ပေါ့နော်ဟိုမှာ tools လေးတွေပေါ့အများသောအားဖြင့် animate ကိုသုံးတယ်ပေါ့နော်ကျွန်တော်တခါလီတော့ဒီ red scan ဆိုတဲ့ကောင်လေးလည်းကျွန်တော်သုံးလို့ရှိတယ်ပေါ့နော်ဆို red scan တော့အဓိကအဖြစ်တော့ animate ထက်ပိုပြီးတော့မြန်တယ်ပေါ့နော်ဒါပေမဲ့ animate လောက်တော့အရင်ကျွန်တော်အနေနဲ့မတိကြဘူးလို့ယူဆရတယ်ပေါ့နော်အဲ့တော့ကျွန်တော်အမြန်စစ်ချင်တဲ့အခါမျိုးဘယ် port တွေပွင့်နေလဲဆိုအမြန်သိချင်တဲ့အခါမျိုးမှာကျွန်တော် red scan ကိုသုံးတယ်ပြီးကျွန်တော်ပွင့်နေတဲ့ port တွေသိပြီဆိုရင်တော့ animate ကိုသုံးပြီးကျွန်တော် detail စစ်တယ်ပေါ့နော်Okay အဲ့တော့ကျွန်တော်တို့တစ်ချက်ဒီကြည့်ကြည့်အောင်နော်ဆိုတော့ Titanic box က IP က10.1155ပေါ့နော် Okay ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ red scan လေးနဲ့အရင်ဆုံး scan ကြည့်လိုက်ရအောင်ပေါ့နော်ဆိုတော့ red scan မှာကျွန်တော်တို့ဒီ dash a ဆိုတာ target ပေါ့နော် address ပေါ့ကျွန်တော်တို့ scan ခြင်းတဲ့ IP ပေါ့နော်ဒီနောက်ကdash top ဆိုတာကတော့ကျွန်တော်တို့ဒီအသုံးများတဲ့ဒီ top port တွေပေါ့နော်ဆိုတော့အဲ့ဒီ port တွေကျွန်တော်တို့အရင်ဆုံး scan လိုက်မယ်ပေါ့နော် Okay အဲ့တော့ကျွန်တော်ဒီမှာဆိုရင်port 22ပွင့်နေတာကိုတွေ့တယ်ပြီးတော့ဒီ port 80ပွင့်နေတာကိုတွေ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့port 2 port ပွင့်နေတာတွေ့တယ်ပေါ့အဲ့တော့ဒီနေရာမှာကျွန်တော်တို့ကဒီ scan စစ်လိုက်တဲ့အခါမှာ port 80ရဲ့ port 22ရဲ့ပေါ့နော်ဆိုတော့ port 22ကတော့ဒါ SSH သုံးတဲ့ port ပေါ့နော် secure share ပေါ့အဲ့တော့ SSH သုံးတဲ့ port ကကျွန်တော်တို့နေသိအများကြီးတော့လုပ်လို့မရဘူးပေါ့နော်ဟိုမှာ banner grabbing လောက်လုပ်ရင်လောက်ဒါမှမဟုတ်လေကျွန်တော်ဒီ blue force ပေါ့နော်တကယ်တကယ် username password တွေကျွန်တော်တို့သိထားရဲဆိုရင်တော့အဲ့ဒါတွေနဲ့ blue force လုပ်လို့ရတယ်ပေါ့ဒါပေမဲ့အခု box ကအခုမှစတာဆိုတော့ကျွန်တော်အနေနဲ့ဘာ username password မှလည်းမသိသေးဘူးပေါ့နော်အဲ့တော့တခြားသိအများကြီးလုပ်စရာတော့မရှိဘူးတချို့နေရာမှာ version အရင်တော့ version တွေဆိုရင်တော့ကျွန်တော်တို့ SSH ကဒီ CV တွေဘာတွေရှိခဲ့ဟာမျိုးကျွန်တော်သွားပြန်ကြည့်လို့ရတယ်ပေါ့နော်ဒါပေမဲ့များသောအားဖြင့်တော့ SSH ကတိတ်ပြီးတော့ကျွန်တော်တို့အားနည်းချက်ရှိတဲ့အထက်မှာတော့မပါဘူးပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ဦးစားပေးထဲမှာတော့မပါဘူးပေါ့တခြားစိတ်ဝင်စားစရာမရှိဘူးဆိုရင်တော့ဒီ SSH ကversion နဲ့ detail ကျွန်တော်လိုက်ရှာရင်ရှာမှာပေါ့နော်လောဆယ်ကတော့ဒီမှာ port 80ပွင့်နေတယ်ဆိုတော့ port 80ကိုအရင်ဆုံးဦးစားပေးလိုက်မယ်ပေါ့နော်အဲ့တော့များသောအားဖြင့်ဒီ website port တွေကအားနည်းချက်တွေအများကြီးပါလိရှိကြတယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီ web enumeration ပေါ့နော်ဒါနဲ့ပတ်သက်ပြီးနည်းနည်းကျွန်တော်တို့enumeration လုပ်ကြည့်အောင်ပေါ့အဲ့တော့ website နဲ့ပတ်သက်ပြီးကျွန်တော်တို့ပထမဆုံးသိရမှာသူ့မှာ domain name ရှိတာပေါ့နော်။မတစ်ခါကျရင်ကျွန်တော် scan လိုက်တဲ့ခါကျရင်သူရဲ့ example.htp something ပေါ့နော်သူ domain name သိတယ်။အဲ့ domain name နဲ့သွားတဲ့ခါကျရင်ကျွန်တော်တို့သူဒီ host လုပ်ထားတဲ့ဒီ website တစ်ခုကိုကျွန်တော်ရောက်သွားတယ်ပေါ့နော်ခါကျရင်ကျွန်တော် IP နဲ့သွားတဲ့ခါမှာမရောက်တဲ့ဒီ web page မျိုးတွေကိုကျွန်တော်တို့ဒီ domain name နဲ့သွားရဲဆိုရင်ဒါရောက်နိုင်တယ်ပေါ့နော်ဆိုတော့ဒီ domain name ရှိမရှိကျွန်တော်တို့တစ်ချက်scan ကြည့်ရမယ်ပေါ့နော်နောက်တစ်ခုကကျတော့ domain name ကျွန်တော်တို့သိပြီဆိုရင်အဲ့ဒီ domain name မှာဒီ virtual host ပေါ့နော်ဒီ sub domain တွေရှိတာပေါ့ကျွန်တော်တို့ဒါလေးတစ်ချက်ထပ်ပြီးတော့ကြည့်ဖို့လိုတယ်ပေါ့နော်ဆိုလိုချင်တာကကျွန်တော်တို့အနေနဲ့ဒီ main domain တော့တည်ရဲသူ့မှာတခြားဒီ sub domain တွေပေါ့နော်sub.xml.com ထားပါ login.xml.com ဒီလိုမျိုးပေါ့နော်သူရဲ့ sub domain တွေရှိလားvirtual host လောက်တာ virtual host ဆိုတာဒီ IP မှာပဲနောက်ထပ်ဒီ website တွေ host လောက်ထားတာရှိသေးလားပေါ့နော်ကျွန်တော်တို့ထပ်ပြီး enumerate လုပ်ကြည့်လို့ရတယ်ပေါ့နောက်တစ်ခုကတော့ကျွန်တော်အနေနဲ့ဘာလုပ်လို့ရလဲဆိုရင်သူ့ရဲ့ဒီ file path တွေပေါ့နော် file path တွေကိုကျွန်တော်တို့ဒါ blue force လုပ်လို့ရတယ်ပေါ့နော်သူ့ရဲ့ဒီလမ်းကြောင်းတွေပေါ့နော်ဆိုတော့ဒီ vhost မှာဆိုတော့များသောအားဖြင့်ကျွန်တော်ဘာသုံးလဲဆိုတော့ဒီ gobuster လိုမျိုး tools တွေကျွန်တော်သုံးတယ် file path မှာဆိုရင်တော့ကျွန်တော် furobuster ဆိုတဲ့ tools ကိုသုံးတယ်ပေါ့နော်furobuster ဒါမှမဟုတ်လဲကျွန်တော်ဘာသုံးလဲဆိုတော့FFUF တို့လို tools တွေကိုသုံးတယ်ပေါ့နော် Furobuster ကတော့ပုံမြန်နေပြီးတော့ recursive ပေါ့နော် recursive ဆိုတော့ file တစ် file နဲ့ပေါ့အဲ့ file လမ်းကြောင်းအောက်မှာရှိဟာရတက်တက်ပြီးသူကရှာသွားတာဖြစ်တဲ့အတွက်ကြောင့်တခါကျရင်ကျွန်တော် Furobuster နဲ့
ဒီ blue ဒီ file part ကိုကျွန်တော် blue force လုပ်ပြီးရှာတဲ့အခါကျရင်ဒီ recursive နဲ့အထက် file တွေပါတွေ့ရပေါ့နော်ပုံမြန်လဲမြန်တယ်ပေါ့သူ parallel သွားတဲ့ပုံစံမျိုးဖြစ်နေတာဆိုတော့ FFUF ကလည်းအဆင်ပြေတယ်FFUF ကကျွန်တော်ပို့ပြီးသုံးတဲ့ထဲမှာတော့ပါတယ်သူကကိုrecursive ရှာရတဲ့အတွက်လည်းရှာဖို့အတွက်လည်းသူမှာ configuration ပါတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အခါလေးအမြန်လုပ်ချင်တဲ့အခါကျရင် Furobuster နဲ့ကျွန်တော် RAM လိုက်တာမျိုးရှိတယ်ဒါပေမဲ့ကိုက D-Day အဲ့လိုမျိုးကိုစစ်ချင်တဲ့အစိပ်ပိုင်းတွေရှိရဆိုတော့ကျွန်တော် FFUF နဲ့ဒီ header တွေဘာတွေအစကိုပြန်ပြင်ပြီးတော့တိုက်စစ်တာမျိုးလည်းရှိရပေါ့နော်အဲ့တော့ရှေ့မှာပြောသလိုပဲကျွန်တော်ဒီ rest scan နဲ့ nmap ကိုသုံးသလိုပဲဒီမှာလည်းကျွန်တော် Furobuster နဲ့အဲ့ F ကိုဒီသူအချိန်လေးကျွန်တော်သုံးညင်တဲ့ဒီအချိန်လေးပေါ်မူတည်ပြီးတော့ဒီနှစ်ခုကိုကျွန်တော်တခုမှတခုသုံးလေးရှိရပေါ့နော်ညာတော့အမြန်လိုချင်တယ်ဆိုတော့ကျွန်တော် Furobuster ကိုကျွန်တော်သုံးပြီးတော့တိုက်စစ်လေးရှိတယ်နောက်တစ်ခုကကျွန်တော်တို့ဒီ vhost တွေ subdomain တွေ file part တွေပေါ့နော်ဆိုတော့ဒါတွေကျွန်တော်တို့ကြည့်ပြီးတော့ဆိုရင်သူ့ရဲ့ဒီ technology လည်းကြည့်လို့ရတယ်ပေါ့နော် tag တွေပေါ့သူရဲ့ underlying technology ပေါ့ဘာနဲ့တည်ဆောက်ထားလဲဥပမာ framework တွေပေါ့နော်ဥပမာ WordPress လားเนาะဒါမှမဟုတ်ရင်ကျွန်တော်တို့ဒီထားပါတော့တခြားဒီ sorry တခြားဘာရှိအောင်မလဲDrupal တို့ဒီလိုဟာမျိုးတွေပေါ့နော်တခြား CMS system တွေပေါ့ရှိပါတယ်အများကြီးပဲဆိုတော့ဘာ CMS system တွေရှိတယ် underline ဘာနဲ့တိစောက်ထားလဲကျွန်တော်တို့ဒါရှာဖွေလို့ရတယ်ပေါ့နော်သူတို့ရဲ့ဒီ CMS ဒီကျွန်တော်သိရဆိုရင်အဲ့ဒါနဲ့ပတ်သက်တဲ့ အားနည်းချက်တွေ version တွေကျွန်တော် live ပြီးတော့ CV ရေးရှာလို့ရတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးရှိမယ်အဲ့တော့ကျွန်တော်တစ်ချက်ပေါ့နော်နည်းလေးဒီ web နဲ့ပတ်သက်ပြီးတော့ enumerate လုပ်ကြည့်အောင်ပေါ့ဘာလေးကျွန်တော်တွေ့နိုင်မလဲပေါ့နော်Okay အဲ့တော့ကြည့်ကြည့်အောင်နော်ဒီမှာဆိုရင်သူက port 22နဲ့ port 80ပွင့်နေရဲလို့သူပြောတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဘာလုပ်လဲဆိုတော့ port 80နဲ့ port 22နည်းနည်းလေးကျွန်တော် admin နဲ့ဒီထဲဝင်ကျွန်တော်စစ်လိုက်မယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်10.11.55ဒါက Titanic ရဲ့ဒီ IP address ပေါ့နော်ပြီး port number ကတော့2280ဒါဒီ port နှစ်ခုကျွန်တော် UDP သွားတယ်ပြီး -a ဆိုတော့ဒါ aggressive scan ပေါ့နော်လောကကျွန်တော် detail စစ်မယ်ပေါ့ဒီနေရာမှာသူကဒီဘာနဲ့ပေါင်းထားတယ်တော့တူလဲဆိုတော့ကျွန်တော် -sc တို့ -sv တို့အဲ့လိုဟာမျိုးပေါ့နော်သူရဲ့ဒီ script တွေနဲ့လည်းစစ်တယ်သူရဲ့ version တွေလည်းကျွန်တော်တို့စစ်တယ်ပြီး OS scan တွေလည်းပါတယ်ပေါ့နော် operating system နဲ့ပတ်သက်ပြီး scan လုပ်တာတွေလည်းပါတယ် dash ရဲ့မှာအကုန်နီးပါးပါတယ်ပေါ့နော်နောက်တစ်ခုကဒီကျွန်တော်နောက်က T4 ဆိုတဲ့ဟာဒီ timing template ကို4လေးထည့်ထားတယ်ပေါ့နော် T ကတော့1ကနေ5ထိရှိတာပေါ့ဆို5ကတော့အမြန်ဆုံးပေါ့နော်ခါကျရင်ကျွန်တော်တို့က T5 နဲ့စစ်တဲ့အခါကျရင်ဒီလွတ်သွားတာတွေရှိမှာဆိုတော့ကျွန်တော်ကနောက်ဆုံး T5 နဲ့တော့မသုံးဘူးကျွန်တော်များသောအားဖြင့် T4 ကိုသုံးနေရှိတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အပေါ်မှာအမြန်စစ်ခဲ့ပြီးသွားပြီဆိုတော့ဒီနေရာမှာတော့ကျွန်တော်ဒီ port လေးနှစ်ခုပဲဆိုတော့ detail စစ်ချင်တယ်ပေါ့နော် Okay အဲ့တော့ကျွန်တော်ဒါလေးကိုတစ်ချက် run တဲ့နေရာမှာကျွန်တော်နောက်က dash v လေးထည့်လိုက်အောင်ပေါ့နော် double bubble ဆိုတော့သူဘာကြီးလုပ်နေလဲကျွန်တော် detail မြင်ရအောင်ပေါ့နော် Okay အဲ့တော့ port 22ကတော့ကျွန်တော်ဘာမှသိအများကြီးလုပ်လို့မရဘူးသူရဲ့ default username password တွေနဲ့တော့ blue force တိုက်စစ်တော့ရတယ်ဒါပေမဲ့ကျွန်တော်များသောအားဖြင့်တော့အဲ့လိုဟာမျိုးအရင်ဆုံးလုပ်လို့တော့မရှိဘူးပေါ့နော်Okay အဲ့တော့ဒီမှာဆိုရင်သူ port 22ဒီမှာဆိုရင် OpenSSH 8.9p1 Ubuntu လို့ပြောထားတယ်ပေါ့နော်ဒါကတော့ဒီ Ubuntu ပေါ့ Linux ပေါ့နော်ဒီ operating system ကတော့အဲ့တော့ဒီကျွန်တော်ဘာမှတခြားမရှိတော့ဘူးဆိုရင်တော့ဒီ SSH ရဲ့ version တွေကျွန်တော်သုံးပြီးတော့ CV လိုက်ရှာမယ်ဒါမှမဟုတ်လေသူရဲ့ default username password တွေကိုဒီ Hydra လို့တူးစင်နေကျွန်တော် Blue Force တိုက်စစ်မယ်ပေါ့နော်အခုကတော့ဒီထုံးတဲ့အတိုင်း port 80ရှိနေတာဖြစ်တဲ့အတွက်ကြောင့် port 80ကိုကျွန်တော်တစ်ချက်ကြည့်မယ်ပေါ့နော်ဒီမှာလည်း Apache ရဲ့ version နဲ့ကျွန်တော်လိုက်ရှာရင်ရရပေါ့နော်ဒါပေမဲ့အဲ့ဒါတည်းကျွန်တော်ဒီ website မှာဘာကြီးတင်ထားလဲကျွန်တော်သိချင်တယ်ပေါ့ဆိုတော့အဲ့ဒါလေးအရင်ဆုံးတစ်ချက်ကျွန်တော်ကြည့်ကြမယ်ပေါ့နော် Okay အဲ့တော့ဘာရှိအောင်လဲ title nearbook your ship trip သူရဲ့ဒီ http title ရှိမယ်Fabrico hash တွေပါကျွန်တော်ရှာဖွေလို့ရတယ်ဒီမှာတော့ unknown Fabrico လို့ပြောထားတယ်ပေါ့နော် sorry unknown Fabrico ဒီ Fabrico hash နဲ့ရှာရင်ကျွန်တော်တခြားဒီ hash ကိုဒီ Fabrico ဆိုတော့သူရဲ့ website ရဲ့ logo လိုဟာမျိုးလေးပေါ့နော်ဆိုတော့အဲ့ဒါလေးသုံးထားတဲ့တခြား website တွေလည်းကျွန်တော်တို့ရှာဖွေလို့ရတယ်ပေါ့နော်အဲ့တော့သူနဲ့အမျိုးအစားအလားတူပေါ့ဒီအသက်ဘောင်းဆိုဘာလို့မှာတော့ Fabrico နဲ့လိုက်ရှာတော့နည်းလေးရှာရတယ်ပေါ့နော်အပြင်ကကျွန်တော်တို့တခြား backbound တွေဘာလို့မှာတော့ရှာလေးရှိရပေါ့တခြားဘာရှိအောင်လဲကျွန်တော် domain နာမည်လေးဖြစ်ဖြစ်မြင်ရအောင်လိုက်ရှာတော့ domain နာမည်တော့ဒီမှာမတွေ့ဘူးပေါ့နော် Okay ဒါပဲရှိတယ်နော် Okay အဲ့တော့ကျွန်တော်သူ့ရဲ့ website ကိုတစ်ချက်ကြည့်အောင်ပေါ့နော်များသောအားဖြင့်ကျွန်တော် website ကို enumerate လုပ်တဲ့အခါကျရင်ကျွန်တော်ဒီ website ရဲ့web ဒီ browser ကိုကျွန်တော်တစ်ခါရဲဖွင့်နေရှိတယ်ပေါ့နော်ကျွန်တော်လုံးသမျှဟာအားလုံးဒီ website ကနေပြီးတော့ဖြတ်ပြီးကျွန်တော်သွားခိုင်းထားတယ်ပြီးတော့မှကျွန်တော် website မှာပြန်ပြီးတော့ကိုယ်ပါရေးလုပ်ခဲ့နေဆိုတော့ enumerate လုပ်လို့ရတယ်ပေါ့နော်
ဒီမှာဆိုရင်ကျွန်တော်က port ကိုကျွန်တော်ကညာသမီး90ကျွန်တော်သုံးတယ်ပေါ့နော်80ကဒီခါကျရင်တခြားဒီ service တွေနဲ့တွားပြီးတော့ရောသွားတတ်လို့ပေါ့နော်များသောအားဖြင့်ဒီ black hound တို့ဘာလို့နေလဲတွားရောတတ်တယ်အဲ့တော့ကျွန်တော်90ပဲကျွန်တော်သုံးလိုက်တယ်သုံးပြီးသွားရင်တော့ဒီ browser မှာတော့တစ်ချက်လေးသတိထားပြီးတော့ပြင်ပေါ့နော်ကျွန်တော်ကဒီမှာပြင်ပြီးသားဆိုတော့ပြဿနာမရှိဘူးအဲ့တော့ဒီမှာဆိုရင် 10.10.11.55 okay အဲ့တော့ဒီနေရာမှာသူကနော် domain name ကိုတခါလေးရောက်သွားတယ်ပေါ့နော်တခါလေး redirect လုပ်သွားတယ်နော် 10.10.11.55 sorry ကျွန်တော်ထင်တယ်ဒါကျွန်တော်အရင်တော့ထည့်ခဲ့ဘူးလို့လာတော့မသိကျွန်တော်ဒီ box ကိုအရင်ကတစ်ခါပေါက်ခဲ့ဘူးလေပေါ့နော်ဒီမှာတော့မပေးတော့ဘူး okay ဒီမှာ trace route ဟိုဒါလေးကျွန်တော်တစ်ချက်ဆန်းကြည့်အောင်နော်ကျွန်တော်ဟိုထဲမှာကျွန်တော် EDC host ထဲမှာထည့်ထားလို့များလားပေါ့တစ်ချက်လေးဟုတ်တယ်ကျွန်တော်ရင်တော့ဆန်းထားတယ်ဆိုတော့ဒါလေးရင်ဖြတ်ကြည့်လိုက်ဖြတ်ပြီးတော့နော်အဲ့ဒီpage ပြန် scan ကြည့်အောင်ပြန် scan လိုက်မယ်ကျွန်တော်ဒီ website ကိုလည်းပြန်ပြီးတော့ IP နဲ့ပြန်သွားလိုက်မယ်ပေါ့နော်သူကသွားနေတယ်10.11.55နော်ကျွန်တော် DNS တွေကဖြတ်လိုက်ပြီကျွန်တော်ရဲ့ EDC host မှာမရှိတော့ဘူးဒါပေမဲ့သွားနေအောင်နော်ဒီမှာသူကdo not follow redirect to blah 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 ပေါ့နော်အဲ့တော့သူ့မှာကကျွန်တော်တို့ဒီ domain ကိုပြန်ပြီးတော့ redirect လုပ်နေတယ်ဆိုတဲ့သဘောမျိုးပေါ့နော်အဲ့တော့ကျွန်တော်ကခုန EDC host မှာရင်တော့ထည့်ထားပြီးသားဖြစ်နေလို့တကယ်လို့မထည့်ရသေးဘူးဆိုတော့ကျွန်တော် scan လိုက်တဲ့အခါမှာဒီ titanic.htv ဆိုတဲ့ domain name ကိုတွေ့လိမ့်မယ်ပေါ့နော်အဲ့ဒီခါကျတော့ကျွန်တော်တို့ဒီ EDC host မှာတစ်ချက်သွားပြီးတော့ထည့်ထားလိုက်ပေါ့ဒါမှဒီ domain ပေါ်မှာမူတည်ပြီးတော့ host လုပ်ထားတဲ့ website ကိုကျွန်တော်တို့တချို့နေရာတွေမှာကျွန်တော်တမ်းမဲ့မြင်အောင်ပေါ့နော်မမြင်အောင်ဆိုကျွန်တော်ဒီလိုမျိုးထည့်လိုက်လို့ရတယ်ဒီမှာကတော့ကျွန်တော်မထည့်တယ်သူက redirect လုပ်ပြီးသွားတယ်ပေါ့နော်အဲ့တော့ domain နဲ့ IP နဲ့ကျွန်တော်တို့ menu ကိုသွားတွဲပေးလိုက်တဲ့သဘောမျိုးပေါ့နော်အဲ့တော့ကျွန်တော် domain name လေးဒီနေရာမှာသိမယ်ပေါ့နော်အဲ့တော့domain name က titanic.htv ပေါ့နော် okay ဟုတ်ပြီအဲ့တော့ကျွန်တော် domain name သိပြီဆိုရင်တစ်ချက်ပေါ့နော်ဆက်ပြီးတော့ကြည့်ကြည့်အောင်အဲ့တော့ကျွန်တော် browser ရဲ့သွားလိုက်မယ်အဲ့တော့ဒီမှာ titanic.htv website ပေါ့နော်သူရဲ့ဒီ home page တွေပါရှိမယ်ပေါ့ home page တို့ about page တို့စသဖြင့်ပေါ့နော်အဲ့တော့ကျွန်တော်ဒီအပေါ်က tab လေးတွေကျွန်တော်ထောက်ကြည့်ရတဲ့အခါမှာဒီအောက်မှာအကုန်လုံး hashtag တွေအဲ့တော့ကျွန်တော်ဖယ်သွားဒီ page ပဲဘာမှပြောင်းသွားတာမျိုးမရှိဘူးပေါ့နော်အဲ့တော့ကျွန်တော်ဒီ book now ကိုနှိပ်ကြည့်အောင်book now နှိပ်လိုက်တယ်ဆိုရင်တော့ဒီမှာ form တစ်ခုကြာလာတယ်ပေါ့အဲ့တော့ဒီ form ကိုကျွန်တော်တို့နည်းနည်းပါဖြည့်ကြည့်လိုက်မယ်ပေါ့နော်ဟိုမှာဂျွန်တို့ပေါ့နော်ဘာရောမဟုတ်ပေါ့ရှောက်ထည့်ခြင်းနဲ့ထည့်ပေါ့နော်john@gmail.com ကြိုက်တာထည့်နော်ကျွန်တော် sample ကြီးကျွန်တော်ထည့်နံပါတ်တွေထည့်ပေါ့ပြီးရင် travel date ဒီမှာထည့်လို့ရတယ်ပြီးရင် cabin type တဲ့ဘယ်မျိုးစားစီးရင်လဲတဲ့suite နော်ဒါလေးရွေးလိုက်မယ်ပြီးသွားရင်ကျွန်တော်submit လုပ်လိုက်မယ်ပေါ့နော် okay အဲ့တော့ကျွန်တော် submit လုပ်ရတဲ့နေရာမှာသူကဒီမှာ file တစ် file download ဆွဲလိုက်တယ်ကျွန်တော် submit လုပ်တိုင်းဒီမှာ file တစ် file download ဆွဲရတယ်ပေါ့နော်အဲ့တော့အဲ့ဒီ file ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာကျွန်တော်အခုရိုက်ထားတဲ့ data တွေကိုသူက JSON format နဲ့လာပြီးတော့ပြရတယ်ပေါ့နော် JSON ဆိုတာဒီလိုမျိုးတွန့်ဝင်လေးနဲ့နော်အထက်မှာ double quote တွေနေပေါ့နော် key value ပဲပေါ့ဒီမှာ name ဆိုရင်ဘယ်သူ email ဆိုရင်ဘယ်လောက် ဖုန်းဆိုရင်ဘယ်လောက်အဲ့လိုမျိုးသူက format လေးနဲ့လာပြီးတော့ပြတယ်ပေါ့နော်ဒါကိုကျွန်တော်တို့ကJSON format လို့ခေါ်တယ်ပေါ့နော် sorry နော် okay ဟုတ်ပြီအဲ့တော့ဒါကို book လုပ်ရင် download ဆွဲ okay အဲ့တော့တခြားဘာရှိအောင် book your trip တူပဲနော်အပေါ်ကဟာပဲနှိမ့်နေအောက်ကဟာပဲနှိမ့်နေတာပဲ okay ဟုတ်အဲ့တော့ကျွန်တော်တို့တစ်ချက်ဒီ website ရဲ့ချက်သွားကြည့်အောင်ပေါ့နော် website ရဲ့ကကျွန်တော် proxy ရဲ့ကိုသွားလိုက်မယ် history ရဲ့ကိုသွားလိုက်မယ်သွားလိုက်တဲ့အခါကျရင်ကျွန်တော်ခုနကသွားတဲ့ traffic တွေဒီထဲမှာမြင်ရလိမ့်မယ်ပေါ့နော်အဲ့တော့ဒီထဲမှာတစ်ချက်ကြည့်အောင်ဒီ titanic.htv နဲ့ပတ်သက်တဲ့ traffic လေးကိုဦးစားပေးကြည့်လိုက်မယ်ပေါ့နော်အောက်ကဟာတွေကတော့တခြား browser နဲ့ပတ်သက်တဲ့ traffic တွေဆိုတော့အဲ့ဒါလေးထားလိုက်နော်အဲ့တော့ဒီမှာဆိုရင်တော့ home page ကိုခေါ်ထားတဲ့ traffic လေးတွေရှိမယ်အဲ့တော့ home page ကိုခေါ်တော့home page ပဲပြန်လာမှာပေါ့အဲ့တော့တိတ်တော့အများကြီးတော့မရှိဘူးသူရဲ့ header လေးတွေကျွန်တော်တို့ကြည့်လို့ရတယ်မှာ date server content type vary content length keep alive connection တော့တိတ်ဘာမှတိတ်ဟိုဘယ်လိုပြောမလဲဟိုအထူးဆန်းတိတ်အများကြီးမရှိဘူးသူ default value တွေပဲပေါ့နော် okay အဲ့တော့post request အဲ့တော့ဒီမှာဆိုကျွန်တော် post request ဒီ request ကကျွန်တော်ခုနကဖြည့်လိုက်တဲ့file ဟုတ်တယ်နော် file နေလိမ့်မယ်အဲ့တော့ဒီမှာအဲ့ file မှာဆိုရင်နာမည်ပါတယ် emailပါတယ်
phone number တိတ်ကဆက်ပြင်ထားပြီးပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ parameter တွေတွေ့တဲ့အခါကျရင်လည်းဘာလုပ်လို့ရလဲဆိုတော့ဟိုကျွန်တော်စစ်လို့ရတဲ့ဟာရှိရလေဥပမာဒီ directory traversal attack တို့เนาะဒီ LFI တို့เนาะ .select စသဖြင့်ပေါ့เนาะပြီးတော့တစ်ခုဒီ SQL injection တို့ပါလဲကျွန်တော်စမ်းလို့ရတယ်ဘာကြောင့်လဲဆိုတော့ဒါ data တွေသွားပြီးတော့သူ့ရဲ့database ထဲမှာသွားသိမ်းတာမျိုးဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုဟာမျိုးလေးကျွန်တော်စမ်းကြည့်လို့ရတယ်ပေါ့ဒီနေရာတစ်ခါကျရင် comment injection တွေပါလဲကျွန်တော်စမ်းကြည့်လို့ရတယ်သူက source code ကိုတော့တစ်ချက်ကျွန်တော်တို့မြင်ရရင်တော့ပိုကောင်းတယ်ပေါ့နော် okay တခြားပါရှိအောင်လေဒီမှာ get ticket တဲ့အဲ့တော့ကျွန်တော်အတွက်ဆိုရင်တော့စိတ်ဝင်စားဖို့ကောင်းတာဒီ post request တစ်ခုရဲ့ဒီ get request ကနှစ်ခုရှိတယ်ပေါ့နော်အဲ့နှစ်ခုလုံးကျွန်တော်က repeater နဲ့ပို့လိုက်မယ် okay အဲ့တော့ဒီနေရာမှာကျွန်တော်တို့ကြည့်အောင် okay ဒါ post request ဟုတ်ပြီးရင်သူရဲ့ data တွေပါမယ်ဒါကိုကျွန်တော်စမ်းလုပ်လိုက်တဲ့အခါကျရင် 302 file ဆိုပြီးတော့ဒါ redirect လုပ်သွားမယ်ဘယ်လိုလုပ်သွားမလဲဆိုတော့ဒီ download link ကို redirect လုပ်သွားမယ်တဲ့အဲ့တော့ download ticket equal to something ပေါ့နော်အဲ့တော့ကျွန်တော်ထင်တယ်သူ redirect လုပ်သွားမယ့်ဟာကဒီဒုတိယ request ပေါ့နော်ဒီ download ticket equal to ပြီးတော့ဒီ JSON နာမည်နဲ့ file ကျွန်တော် download ဆွဲလိုက်ပေါ့နော် okay အဲ့တော့ဒီဟာကိုကျွန်တော်တို့က request ကို send လုပ်လိုက်ရဆိုရင်ဘာပြန်ရမလဲဆိုတော့ခုနကဒီ JSON format နဲ့เนาะကျွန်တော်ခုနကဖွင့်ကြည့်ခဲ့တဲ့တန်ဖိုးတွေပြန်ရမယ်ပေါ့အဲ့တော့ဒီနေရာမှာကျွန်တော်တို့ကဒီ file ကိုယူလိုက်တယ်ဆိုရင်ဒါကြလာအဲ့တော့ကျွန်တော်တခြား file တွေစမ်းကြည့်လို့ရတယ်။ idol လိုဟာမျိုးပေါ့နော်သူရဲ့ဒီနာမည်နဲ့ကျွန်တော်ပြောင်းပြီးတော့ data တွေခေါ်ကြည့်တာပေါ့ဆိုတော့တခြားဘာစမ်းလို့ရသေးလဲဆိုတော့ဒီမှာကျွန်တော်တခြား file နာမည်စမ်းရင်လည်းရလာတယ်ဒါပေမဲ့တခြား file နာမည်ကျွန်တော်တို့မသိဘူးကိုယ့်ကို file create လုပ်ပြီးစမ်းကြည့်တော့ရတယ်ဒါပေမဲ့ဘာမှထူအောင်မဟုတ်ကိုယ့်ကို create လုပ်ထားတာဆိုတော့သူများ file တွေနာမည်တွေပါကျွန်တော်တို့တွေ့ရဆိုရင်တော့စမ်းပြီးခေါ်ကြည့်လို့ရတယ်ပေါ့နော်ဒီမှာ session တွေပါလည်းမရှိဘူးဆိုတော့နော်ဟို session တွေတိုက်လုပ်ထားတာဘာညာလည်းမရှိဘူးပေါ့နော် okay ဟုတ်ပြီအဲ့တော့ access control ပါလည်းရှိဖို့မရဘူးပေါ့အဲ့တော့ကျွန်တော်တို့ဒီနေရာမှာဘာစမ်းလို့ရလဲဆိုတော့သူက ticket နာမည်နေရာဆိုတော့ကျွန်တော်တို့အနေနဲ့LFI လို့ပါတော့ data traversal attack လေးကျွန်တော်စမ်းလို့ရတယ်ပေါ့နော်အဲ့တော့ထုံးစံတိုင်းပေါ့နော် .select etc password ပေါ့နော်ကျွန်တော်သုံးနေကြပေးလုပ်လေးဆိုတော့ဒါလေးကိုကျွန်တော်စမ်းကြည့်မယ်ပေါ့နော်ဒီကောင်အလုံးမဖြစ်ဘူးဆိုကျွန်တော် URL encode လုပ်လိုက်မယ် okay ကျွန်တော်ဘာမှလုပ်စရာမလိုဒီတိုင်းပဲရိုက်လိုက်တာဒီမှာသူ့ရဲ့ဒီ etc patch wd ထဲမှာရှိတဲ့ user တွေကျွန်တော်မြင်ရတယ်ပေါ့နော် okay အဲ့တော့ဒါကကောင်းတဲ့ချက်ပဲနော်ဆိုတော့သူကဒီ LFI အားနည်းချက်ရှိနေတယ်ဆိုတော့ပုံစံမျိုးပေါ့နော်ဆိုတော့ okay အဲ့တော့ကျွန်တော်ဒါကိုဘယ်လိုမျိုးအခွင့်ကောင်းယူလို့ရမလဲဘာတွေလုပ်လို့ရမလဲပေါ့နော်ဒီမှာကတော့ etc patch wd file ကိုတော့မြင်ရတယ်ဒါပေမဲ့ဒါပဲလေကျွန်တော် user name ပဲမြင်ရတယ်တခြားဘာမှလုပ်လို့မရတယ်အဲ့တော့ဘာ file တွေကျွန်တော်တို့ကြည့်လို့ရမယ်ဟိုမှာထားပါတော့ etc အောက်မှာပါတဲ့file တွေကျွန်တော်တို့ကြည့်လို့ရမယ်ပေါ့အဲ့တော့ကိုယ့်ရဲ့ computer ရဲ့ဒီ etc အောက်ကိုတွားကြည့်ပေါ့ဟိုဟာဒီ online မှာကျွန်တော်တို့ LFI payload တွေရှာကြည့်လေရတယ်ဒါပေမဲ့ပို့ပြီးတော့ realistic ပေါ့နော်ကိုယ့်ရဲ့ etc အောက်မှာဘာရှိလဲကိုကလည်း Linux ပဲသုံးနေတာဟုတ်အဲ့တော့ကိုယ့်ရဲ့ etc အောက်မှာဘာရှိလဲကျွန်တော်တို့ ls ခေါ်ပြီးတော့ကြည့်လိုက်ပေါ့နော်ဒီ file တွေကသူ့ရဲ့ server မှာလည်းရှိမှာပဲနော်အဲ့တော့ထားပါတော့ဒီမှာ host name ပေါ့နော် host name ကျွန်တော်ရှာကြည့်လိုက်မယ် etc အောက်က host name နော်မှာ title နေတဲ့ဒါ host ကနာမည်ပေါ့နော်ပြီးပါရှိအောင်မှာ host config okay host config ဆိုတာ DNS နဲ့ပတ်သက်တဲ့ information တွေပေါ့နော်အဲ့ဒါလေးကျွန်တော်တစ်ချက်ကြည့်လိုက်မယ်hostက s ပါ host ဒီပေါ့ okay host.conf အဲ့တော့ကျွန်တော်စမ်းလိုက်မယ်ဒီပါပြောနေ The order line is only used by all versions of zip library တဲ့ order host by multi on အဲ့တော့ရှိနေရပေါ့နော်ဘာလဲတော့ကျွန်တော်လည်းမသိဘူးမှာ hashtag နဲ့ရေးထားတဲ့စာတွေပေါ့နော်အပြည့်စုံတော့ပါမလာဘူးထင်တယ်သူတပြက်ဒီသူပုံစံနောက်မှလည်းဒီစာပဲ F5 နဲ့မှာရှိတော့လေဖြစ်ကောင်းဖြစ်မှာပေါ့နော် okay ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီ share ဟာလေးတစ်ချက်ဖြောက်ကြည့်အောင်ဒါဒီကောင်လေးမပါရင်ကျွန်တော်တို့ရှာလို့ရနိုင်တာပေါ့နော် okay အဲ့တော့ data traversal ရဲ့ဒီနေရာမှာအရေးမကြီးဘူးကျွန်တော်တို့ LFI သဘောမျိုးပဲပေါ့နော်ကျွန်တော် file name ရိုက်တယ်ဆိုရင်သူအဲ့ file name ရအောင်သွားပြီးတယ်ပေါ့နော် okay ဆိုတော့စိတ်ဝင်စားဖို့တော့ကောင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ DNS file တစ်ချက်ကြည့်အောင်နော်
ကျွန်တော် vin etc host တွေခုနကကျွန်တော်ဝင်ပြင်ရတယ်မလားဆိုသူ့မှာရော v etc host ရှိလားပေါ့နော် host conf ထဲမှာတော့ဒီစာလေးရှိရပေါ့တော့ host ထဲမှာရော DNS information တွေများရှိလားပေါ့နော် Titanic HTTP okay ဒီမှာ dev Titanic HTTP ဆိုတဲ့ဟာတစ်ခုရှိသေးတယ်တဲ့အဲ့တော့ဒီမှာကျွန်တော်တို့သူ့ရဲ့ subdomain ကိုသိအဲ့တော့နော်ဒီ virtual host တွေပါတယ်နည်းလောက်ရတာတက်တာပဲပေါ့နော်သူ့မှာ dev ဆိုတဲ့ဟာလေးကျွန်တော်ဒါမသိဘူးဆိုတော့ကိုယ့်ကိုဒီ manual go buster နဲ့vhost ရှာတာမျိုးတွေလုပ်လို့ရတယ်ပေါ့နော်ဒီမှာတော့သိပြီဆိုတော့ကျွန်တော်အဲ့ဒါတော့မလုပ်တော့နော်ဆိုတော့အဲ့ဒီဝင်လိုက်မယ်ဝင်ပြီးတော့ကျွန်တော်တို့ဒီနောက်မှာအဲ့ဒီနော် subdomain လေးကျွန်တော်ထည့်လိုက်မယ်ပြီးသွားရင်ကျွန်တော် right click လုပ်လိုက်မယ် okay ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာထည့်ပြီးသွားရင်ဆိုတော့ဒီ site လို့တွားကြည့်အောင်အဲ့ site ထဲမှာဘာတွေရှိလဲပေါ့တက်တစ်ခုယူလိုက်မယ်တကယ်လို့ကျွန်တော်ဘာမှမတွေ့ဘူးဆိုရင်တော့ဒီနောက်မှာထပ်ပြီးတော့ကျွန်တော်ဒါဒီFurobuster နဲ့ကျွန်တော်တို့စစ်လို့ရတယ်ပေါ့နော်စစ်ချင်လည်းရပါတယ်เนาะကျွန်တော်ဒါ copy ကူးလိုက်ကူးပြီးသွားရင်ဒီမှာ Furobuster နဲ့နော်ဒီနေရာမှာကျွန်တော်တို့ရဲ့ domain ကိုထည့်ပြီးသွားရင် okay အဲ့တော့ URL ပေါ့နော် URL ကတော့ကျွန်တော် domain name ပေါ့နော်ပြီးသွားရင် word list ရှိမယ်ပေါ့နော်အဲ့တော့ကျွန်တော် enter ခေါ်လိုက်မယ် okay ဒါ Furobuster ရဲ့ကောင်းတဲ့ချက်ပေါ့နော်သူက recursive စစ်တယ်ပေါ့နော်တခြားတွေလည်း recursive စစ်အောင်လုပ်လို့ရပါတယ်ဒါပေမဲ့ Furobuster တိတ်ဘာမှအများကြီးထည့်ကြမှာမဟုတ်တခါလေးကျွန်တော်ထည့်လိုက်တာနဲ့ recursive လည်းရတယ်ပြီးတော့the parallel လည်းသွားရတယ်ပေါ့နော်သူတို့ဒီခွဲပြီးသွားတဲ့သဘောပေါ့အဲ့တော့ဘာတွေ့ဘာမှလည်းမတွေ့အဲ့တော့ word list ပြောင်းပြီးစစ်ကြည့်ပေါ့ကျွန်တော်နောက်ထပ်ဘာသုံးလေးရှိလဲဆိုတော့ set list ထဲဟာလေးကျွန်တော်သုံးလေးရှိရပေါ့နော်ကျွန်တော်ဒီ ref medium file လောက်ပေါ့ medium မှာ lower case လောက်ပေါ့နော်ဒီလိုဟာမျိုးလေးကျွန်တော်သုံးလေးရှိ okay အဲ့တော့သူစစ်နေတဲ့အချိန်မှာကျွန်တော်တစ်ချက်ဒီကိုပြန်လာရအောင်ဒီမှာကျွန်တော်ဘယ်ရောက်သွားလဲ okay ဒါ Google လေးရောက်သွားတယ်အဲ့တော့ကျွန်တော်ရှေ့က HTTP လေးခံလိုက်မယ်ပေါ့နော်ခံပြီးတော့မှ domain နာမည်ရိုက်လိုက် okay အဲ့တော့ copy ကတော့တွေ့အဲ့တော့ဒါ Gitty ပေါ့နော် Gitty သူတို့ CMS ကိုသုံးထားတာဖြစ်မှာပေါ့နော်အဲ့တော့ Gitty အကြောင်းလေးရှာကြည့်ပေါ့ what is Gitty ပေါ့နော် so open source self-hosted software development service that include Git repository hosting code review team collaboration တူအဲ့တော့ဒါကျွန်တော် host လုပ်ပြီးရဲ့ software host လုပ်ပြီးရဲ့ open source service ပေါ့နော်ဆိုတော့ Git repository နဲ့ကျွန်တော်ချိန်ပြီး host လုပ်လို့ရတယ်ပေါ့ဘာညာပေါ့နော်စသဖြင့်ပေါ့အဲ့တော့ hosting လုပ်ပြီးတဲ့ service တစ်ခုပေါ့နော် okay ဟုတ်ပြီအဲ့တော့တခြားပါရှိတယ်ဘာမှလည်းမရှိအဲ့တော့ဒီမှာ version ရှိတယ်နော်ကျွန်တော် version 1.22 ပေါ့ဒီ version လေးနဲ့ကျွန်တော်အားနည်းချက်ရှာကြည့်လို့ရတယ်exploit ပေါ့နော်ရှိ exercise တော့ကျွန်တော်တို့header box ဒီ CDF တွေမှာတော့မသုံးဘူးပေါ့နော်မသုံးဆိုတာဒီမှာ header box မှာတိတ်မသုံးဘူးပေါ့နော်တချို့နေရာတွေမှာသုံးတဲ့ box တွေရှိပါတယ်ဒါပေမဲ့တော့ရှားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တခြားဟာလေးလိုက်ပြီးကြည့်အောင်တခြားဘာရှိတယ်ဒီ website မှာ okay explore ရှိတယ် okay ဒီမှာ final file ရှိအဲ့တော့ကြည့်အောင်ဒါဒီ git file တွေပေါ့နော်okay အဲ့တော့ပထမ find file ကသူက docker file တဲ့ docker compose file ပေါ့နော်နောက်တစ်ခုကဒါ flex file အဲ့တော့သူ့ရဲ့ application ရဲ့ source code တွေမှာပေါ့ booking system okay Titanic booking system ဆိုဟုတ်တယ်သူရဲ့source code ပေါ့နော်အဲ့တော့သူရဲ့ဒီ app.py ကိုကြည့်အောင် okay အဲ့တော့ Python နဲ့ရေးထားတယ်ပေါ့နော်ဒီမှာသူ library တွေခေါ်ထားတယ်ဘာရှိမလဲ okay sorry ဒီနေ့ကြည့်ပေးလိုက် okay ဒီမှာ ticket တွေကို ticket directory ကိုထည့်တယ်ဆိုဒီနာမည်ကိုဒီ variable ထည့်ပေါ့ဘာမှထူးခြားမဟုတ်ပါဘူးဒီနာမည်နဲ့ variable တစ်ခုတည်ဆောက်လိုက်တယ်ပြီးရတဲ့ခါကျရင်ကျွန်တော်တို့ if condition စစ်ထားတယ်စစ်တဲ့ချိန်မှာ okay os.part.exist ဆိုကျွန်တော်တို့ရဲ့ set ပေါ်မှာတဲ့ ticket directory မရှိဘူးဆိုရင် ticket directory create လုပ်လိုက်ပေါ့နော်ရှင်းတော့မလုပ်နဲ့ပေါ့လုပ်တဲ့ခါကျရင်လည်းဒီနာမည်လေးနဲ့လုပ်ပေါ့ ticket ဆိုတဲ့နာမည်လေးနဲ့ပေါ့ okay ပါရှိအောင်မယ် okay အဲ့တော့ကျွန်တော်တို့ application ကိုသွားရဲအဲ့တော့ကျွန်တော်တို့က select เนาะဒီ titanic.htp select ဆိုရလိုက်တာနဲ့သူက index page ကိုတခါလေးပို့ပေးလိုက်တဲ့နော်ဒီ function run ပဲပေါ့နော် okay ပြီးတော့နောက်တစ်ခုကကျွန်တော်တို့က book ဆိုရဲ page ကိုသွားရဲဆိုရင်လည်းသူက post request နဲ့
ဒီ form ပေါ်လာမယ်ပေါ့နော်ကျွန်တော်ခုနက form ဖြည့်တဲ့ကိစ္စလေအဲ့ဒါကသူကဒီ book လမ်းကြောင်းနဲ့ရောက်သွားလို့နော်တိုက်တဲ့နှစ်မှာလေကျွန်တော်ဒီနေရာမှာ book method not allow ဒါကျွန်တော် get request နဲ့တော့ခေါ်လိုက်လို့နေမယ်ကျွန်တော် post request နဲ့ခေါ်မှရမှာအဲ့တော့ရောက်သွားတယ်ဒီမှာနော်ဒီ request လေးကို post ပြောင်းလိုက်ပေါ့နော် okay ဒီနေရာမှာကျွန်တော်တို့ဒီအောက်မှာခုနပြောတဲ့ဒီ name တွေပါ email တွေဒါတွေဖြည့်ရမှာပေါ့နော်ဒါတွေဖြည့်ပြီးတော့မှဒီ request ကိုကျွန်တော် send ပေါ့နော် sorry send နော်ကျွန်တော်အဲ့လိုမျိုးသွားမှာပေါ့ဆိုတော့အဲ့ဒါတွေ तू ကသူ့ရဲ့ဟိုမှာ source code ထဲမှာရေးပြထားတာပေါ့နော်အဲ့ဒီ features လေးရှိတယ်တဲ့ okay ဒါရကျွန်တော်တည်ပြီးသားလေကျွန်တော်တည်ပြီးသားအဲ့တော့ ID နော်သူ ID number နဲ့ ID number ကိုဒီ string ပြောင်းပြီးတော့ ticket ထဲမှာတင်တယ်တဲ့အဲ့ဒါကြောင့်ကျွန်တော်တို့ခုနက download ဆွဲတဲ့အခါမှာ ticket နာမည်ကနော်ဒီလိုမျိုးနာမည်အရှိကြီးဖြစ်နေတာပေါ့နော်အဲ့တော့သူ ID နာမည်နဲ့ဒီ ticket ကိုဒီ file name မှာသူတင်ထားတဲ့ပုံစံမျိုးပေါ့နော် id.json ပေါ့အဲ့ကြောင့်ခုနကနာမည်အရှိကြီးဖြစ်နေနော် okay ပြီးရင် file path os.part.join ticket directory json file name ဒါကတော့ခုနကကျွန်တော်ပုံမှန်လုပ်ခဲ့တဲ့ ticket directory ရဲ့ပြီးအခုဒီနာမည်နှစ်ခုကိုသူက join လုပ်လိုက်တဲ့သဘောပဲအဲ့တော့ကျွန်တော်လည်းမြင်အောင်ပြရမယ်ဆိုတော့ကျွန်တော် python 3ရဲ့သွားလိုက်မယ်ပေါ့နော်ပြီးရင် import os library ခေါ်လိုက်မယ်ပြီး os.part.join ပြီးတော့ကျွန်တော်ဒီမှာဆိုရင်ဒီနှစ်ခုရှိမယ်ပေါ့နော်ပထမတစ်ခုကတော့ directory ပေါ့ဥပမာ test ပေါ့နော်ဆိုတော့ test ဆိုတဲ့ directory ရဲ့မှာကျွန်တော်က xml.txt ဆိုတဲ့ file ရှိမယ်ပေါ့ဆိုတော့အဲ့နှစ်ခုကိုသူ join လုပ်တယ်ဒီ function ရဲ့သဘောကိုကျွန်တော်ပြောချင်တယ်နော်ဆိုတော့အဲ့နှစ်ခု join နေဆိုတာကဒီနှစ်ခုကိုကျွန်တော်တို့ပေါင်းပြီးတော့ file လမ်းကြောင်းတစ်ခုတည်ဆောက်လိုက်တဲ့သဘောပဲအဲ့တော့ဒီမှာ test ဆိုတဲ့လမ်းကြောင်းထဲမှာ xml ဆိုတဲ့ file ရှိတယ်လို့ပြောလိုက်တာ ਨੇ အတူတူပဲပေါ့နော်အဲ့တော့ဒီမှာလည်းလို့ပဲသူကနော်သူတည်ဆောက်ထားတဲ့ဒီ ticket directory ဒီ ticket ဆိုတဲ့ folder ထဲမှာအခုကျွန်တော်တို့ရေးပြီးတော့ဖြည့်လိုက်တဲ့ form ကိုသူကဒီ file define အနေနဲ့ပြောင်းမယ်ပြီး id အနေနဲ့တင်ပြီးအဲ့ဒီ folder အောက်ထဲထည့်လိုက်မယ်ပေါ့နော် okay ဒီမှာသူအဲ့ဒီနော် file ကိုဖွင့်တယ်ပြီးရင် w/write ပေါ့နော်ပြင်တဲ့အခါမှာကျွန်တော်တို့ထည့်ထားတဲ့ဒီခုနဒီ data တွေပေါ့နော်ဒီမှာဒီ data တွေကိုသူကအဲ့ဒီ file တွေကိုထည့်မယ်ထည့်ပြီးတော့ save မယ်ပေါ့နော်ပြီးသွားပြီဆိုတော့ဒီ download page ကိုသူ redirect လုပ်မယ်ကျွန်တော်တို့ဒီ file name နဲ့နော် ticket ဒီ file json file download ဆွဲမယ် download page ရှောက်မယ် get request လုပ်မယ်ပြီးကျွန်တော်တို့အဲ့ဒီ ticket ကိုရှာမယ်ပေါ့နော်ဆိုတော့အဲ့ဒီ ticket file ရှိလားမရှိဘူးဆိုရင် error တက်မယ်ရှိရဆိုရင်တော့download ဆွဲမယ်ပေါ့အဲ့တော့ဒါပါပဲအဲ့တော့ကျွန်တော်တို့ရှာလိုက်တဲ့ ticket ကရှိလားရှိရဆိုရင် download ဆွဲမယ်မရှိဘူးဆိုရင် ticket not found လို့ပြောလိုက်မယ်ပေါ့နော်ဟေးဒါအဲ့တော့သူ့ရဲ့ဒီနောက်ွယ်အလုပ်လုပ်တဲ့ပုံစံကျွန်တော်တို့ကိုပြောထားတဲ့ပုံစံနဲ့အတူတူပဲအဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင်သူကထားပါတော့ကျွန်တော်တို့ copy directory ကြားလိုက်မယ်ပေါ့နော်ဥပမာ edc အောက်မှာဒီလိုရှိတယ်ပေါ့အဲ့တော့ကျွန်တော်ဆက်လိုက်ဒါဆိုရင်သူက ticket not found လို့ပြောတယ်ဘာကြောင့်လဲဆိုတော့ဒီ directory ကမရှိလို့နော်အဲ့တော့သူ့ရဲ့ဒီမှာပြောထားတဲ့ source code အတိုင်းကျွန်တော်တို့ directory မရှိတဲ့အခါမှာသူက not found လို့ပြောတယ်ပေါ့နော်အဲ့တော့အဲ့ဒီသူ့ရဲ့ရေးထားတဲ့ pattern ကကျွန်တော်တို့ဘာသိနိုင်လဲဆိုတော့အဲ့ဒီလမ်းကြောင်းရှိလားမရှိလားဆိုတော့ကျွန်တော်အနေနဲ့ဒီမှာထည့်ပြီးတော့ကြည့်လို့ရတယ်ပေါ့နော် blue force တွေပါတိုက်စစ်လည်းရတယ်ဒါပေမဲ့အဲ့လောက်ကြီးတော့ဒီနေရာမှာကျွန်တော်မလိုသေးဘူးပေါ့နော်လိုရင်တော့ကျွန်တော်စစ်မှာဒီအောက်ထဲပါ file ကြီးရှိတယ်ပေါ့နော်ဒါပေမဲ့ Linux ကတော့မှန်းလို့ရပါတယ်ခုနကလည်းကျွန်တော်တို့ကိုယ့်ရဲ့ဆက်မှာလည်းတော့ကြည့်လို့ရတယ်ပေါ့နော် okay ဟုတ်ပြီအဲ့တော့ဘာဆက်လုပ်ကြလဲကျွန်တော်တို့ဒီမှာ ticket etc အဲ့တော့ဒီလမ်းကြောင်းအောက်ကဟာကျွန်တော်တို့ရှာကြည့်လို့ရမယ်ပေါ့နော် bestwd တော့ host.config တော့ okay အဲ့တော့သူ့ရဲ့ website ကိုပြန်သွားအောင်ဒီ source code ကကျွန်တော်တို့အတွက်ဒီ knowledge သဘောလောက်ပဲပေါ့နော်တခြားဘာမှတော့လုပ်လို့မရအောင်အဲ့တော့ဒီ docker file ကိုကြည့်ရအောင် okay docker file မှာကျွန်တော်တို့ git တဲ့အဲဒီမှာ SQL folder လေးရှိ SQL folder မှာဒါရှိ compose.1 ဒီ folder မှာဒီမှာ password တစ်ခုတော့ရှိတယ်ပေါ့နော်ဘယ်နေရာမှာသုံးရမလဲတော့မသိဘူး ticket database က password တဲ့ okay အပြည့်စုံလိုက်အဲ့ကျွန်တော်တို့ဒီနေရာမှာတုံးနေတာလမ်းကြောင်းတစ်ခုပေါ့နော်လမ်းကြောင်းတစ်ခုတုံးနေဒီနေရာမှာကျွန်တော်တို့ထည့်ဖို့တဲ့လမ်းကြောင်းတစ်ခုတုံးနေဆိုတော့အရေးကြီးတဲ့သူ့ရဲ့ system ပေါ်မှာရှိတဲ့လမ်းကြောင်းတစ်ခုပေါ့ဆိုတော့အဲ့ဒီလမ်းကြောင်းကျွန်တော်ဘယ်ဟာရနိုင်မလဲပေါ့နော်အခုကကျွန်တော်မှန်းပြီးတော့ဟိုဟာကြည့်လိုက်ဒီဟာကြည့်လိုက်ကြည့်နေတဲ့သဘောမျိုးပဲဘာမှသိပြီးရေးရမရသေးဘူးပေါ့နော်ဒါပေမဲ့
သူကမှန်လမ်းကြောင်းရှိမရှိတော့ကျွန်တော်စစ်လို့ရတယ်အဲ့တော့ကိုနောက်ဆုံးဘာမှမတွေ့ရင်တော့ blue force တိုက်စစ်ပြီးတော့အဲ့ဆက်ပေါ်ဘာတွေရှိလဲကျွန်တော်တို့ရှာကြည့်ပေါ့နော်အဲ့တော့ kitty ရဲ့ကျွန်တော်ဝင်ကြည့်လိုက်မယ် compose story ရမှာ okay ဒီထဲမှာတော့ဒီမှာကျွန်တော်လမ်းကြောင်းတစ်ခုရှိတယ်ပေါ့နော် home developer kitty data တဲ့ဒီနေရာမှာသူကဆုံးသွားတယ်နော် data ဆိုအဲ့ဒီကဘာအဲ့ဒီကောင်ဘာကိုပြောချင်တာလဲကျွန်တော်ကြည့်ကြည့်အောင် so okay ကျွန်တော်ပို့တဲ့အခါမှာသူက internet server error လို့ပြောရဲပေါ့နော် unable to complete ကျွန်တော်ရဲ့ request က complete မဖြစ်သေးဘူးလို့ပြောအဲ့တော့ဒီနောက်မှာတစ်ခုရှိအောင်မယ်ပေါ့နော်ဒီနောက်မှာကျွန်တော် find define ရှိအောင်မယ်ဒါပေမဲ့ကျွန်တော်တို့တော့ဒီနေရာလေးထိပဲတည်ရပေါ့နော် okay အဲ့တော့ကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီ docker file ကိုကျွန်တော် copy လုပ်လိုက်ကူးလိုက်ကူးပြီးတော့ကျွန်တော်docker compose တော့ရမှာပေါ့နော်အဲ့ဒီနာမည်နဲ့အဲ့ဒီ docker file ကျွန်တော် paste လုပ်လိုက်မယ်ကျွန်တော်စမ်းပြီးတော့ကိုယ့်ရဲ့ set ပေါ်မှာအဲ့ဒီ docker file ကို run ကြည့်လိုက်မယ်ပေါ့နော် okay docker compose app-d okay docker compose exa antiquity ဒါနဲ့ကျွန်တော် run လိုက်လို့ရတယ်ပေါ့နော်applicator is not running မ run သေးဘူးတဲ့ container name already used ဒါထုံးစံတိုင်းကျွန်တော်ရှေ့မှာလုပ်ထားတဲ့ဟာနဲ့တွားပြီးတော့ညှိနေတယ်လို့အဲ container name ကျွန်တော်လည်းပြောင်းလိုက်မယ်ပေါ့နော် market 2ပေါ့ဒါ guitar လားမသိပါဘူး okay အဲ့တော့ကျွန်တော်တို့ဒီမှာပြန်ပြီးတော့ run လိုက် sorry ရင်းဆောင်ကျွန်တော်တို့ docker compose app လိုက်မယ် okay ကျွန်တော်နောက်ဘက်မှာ run ထားတဲ့ docker ရသွားပြီးတော့ညှိနေတယ်နည်းနည်းလေးအဲ့ဒါလေးရှင်းထုတ်လိုက်ဆိုပါနဲ့ရှင်းရကြည့်လိုက် compose attach event expo kill okay kill လိုက်တော့okay no container to kill okay okay ဒီမှာသူက driver confusion အဲ့ဒါကြောင့်ကျွန်တော်တို့ချက်လေးပေါ့နော်ရှောက်ပြလိုက်အောင်force dot service container list running compose project okay here okay ဒီမှာ running ရတခုရှိတယ် Gale Titanic no such okay stop damn itကျွန်တော် comment ခုခုလိုနေသေးတယ် okay ချက်ရှာကြည့်အောင် no container no what images kill image id okay အဲ့တော့ကျွန်တော်ဒီပေါ့ပဲဝင်ချင်းလိုက်တော့နော်ကျွန်တော်ရှာတော့ရှာဖွေလိုက်တယ်ဒါပေမဲ့ကျွန်တော်မှ run နေတာဟာဒီတစ်ခေါက်ကဆန်းထားတာဒီနည်းနည်းရှုပ်နေတော့အဲ့ဒါကြောင့်နော်ပေါ့4000ကျွန်တော်ချင်းလိုက်ချိန်တစ်ခေါက်ပြန်ဆန်းကြည့်အောင် Docker compose app-d what already allocated okay ဟုတ်အဲ့တော့ကျွန်တော်ရှာဖွေပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ Docker ဆိုရဲ command ကိုသုံးရမှာဖြစ်ပါတယ်ပေါ့နော် Docker command ကိုသုံးတော့မှကျွန်တော်ဒီမှာ container id ကိုတွေ့မယ်ပေါ့နော်ဆိုတော့အဲ့ container id တွေ့တော့မှကျွန်တော်တို့အဲ့ container id ကိုတစ်ခါလေး stop လုပ်လို့ရအောင်နော်ကျွန်တော် Docker compose နဲ့ပဲတောက်လျှောက်လုပ်နေတော့ okay အဲ့တော့ stop လိုက်အဲ့ဒါဆိုရင်တော့သူကရတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာsorry docker app-d ပေါ့နော်ပြီးသွားရင် docker compose exact id guitar sh ပေါ့နော်
ဒါဆိုရင်သူက guitar ကိုကျွန်တော်တို့ဒီ guitar git ပေါ့နော် git ကိုကျွန်တော်တို့ဒီမှာdocker ထဲမှာ run လုပ်မယ်ပေါ့နော်အဲ့ချိန်သူ့ရဲ့ကျွန်တော်ဘာလို့သိနိုင်လဲဆိုတော့သူ့ရဲ့ file system သွားတဲ့ပုံစံကျွန်တော်တို့သိနိုင်တယ်ပေါ့နော်ခုနကကျွန်တော်အဲ့ git တွေကဒီ data တွေကနော်ဒီမှာသူ့ရဲ့ MIDI file ကိုကျွန်တော်ထပ်ပြီးဝင်ကြည့်အောင်ဘာကြောင့်လဲဆိုတော့ကျွန်တော်အဲ့ဒီလမ်းကြောင်းကိုကျွန်တော်တို့သိတယ်ပေါ့နော်ဒီမှာ home developer git data ဆိုတဲ့လမ်းကြောင်းကျွန်တော်တို့သိတယ်ပေါ့နော်ဆိုတော့အဲ့ဒီလမ်းကြောင်းတစ်ချက်အဲ့ဒီလမ်းကြောင်းနဲ့ခက်ပြီးပတ်သက်မဲ့ဟာမျိုးကျွန်တော်ရှာကြည့်အောင်ဒီမှာဆိုရင် sorry if you need privilege for okay ဆိုတော့ထဲရောက်ပြီကျွန်တော် prompt ကိုထုတ်ဝင်ကြည့်အောင် sorry ls okay အဲ့တော့ဒီမှာဆိုရင် app init ဆိုတဲ့ file ရှိတယ်ပေါ့နော်အဲ့တော့ဒါကတော့သူကဒီ git ရဲ့ directory လမ်းကြောင်းပုံစံပေါ့နော်အဲ့တော့ကျွန်တော်ဒီလမ်းကြောင်းလေးကအဲ့ app init ဆိုတဲ့ file ကိုကျွန်တော်တို့တစ်ချက်သွားပြီးတော့ကြည့်ကြည့်အောင်ပေါ့ဆိုတော့ဒီနောက်မှာကျွန်တော်ထည့်လိုက်.conf app.init ပေါ့နော် okay အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာ find the file တွေ့ပြီပေါ့နော်ဆိုဒီ file ထဲမှာဆိုရင်သူ့ရဲ့ဘာကြီးပါလဲဆိုတော့ဒီ directory ပါတော့ကျွန်တော်တို့မြင်ရမယ် okay upload file လမ်းကြောင်းနေမြင်ရမယ် okay နောက်ထပ်ဒီမှာဒီ subdomain ဒီ virtual domain နောက်ထပ် domain တစ်ခုရှိသေးတယ်ပေါ့နော်ဆိုတော့အဲ့ဒီ domain ကိုကျွန်တော်ကောက်ထည့်ထားလို့ရတယ်ကျွန်တော်ရဲ့ etc host ထဲမှာပေါ့ဆိုတော့အဲ့ဒီရှိမယ် okay ဘာရှိအောင်လဲ okay ဒီမှာ database ရှိတယ်ဒီ database ကိုတစ်ချက်ကြည့်ကြည့်အောင် database ဆိုတော့လည်းကျွန်တော်တို့အတွက်ဒီတန်ဖိုးရှိမဲ့ credential ရှိမှာပေါ့နော်ဆိုတော့အဲ့ကိုကျွန်တော်ဒီမှာထည့်လိုက်နောက်တူလမ်းကြောင်းထည့်ပြီးတော့ကျွန်တော် send လုပ်လိုက်မယ် loading တော့လုပ်နေတယ် okay SQLite format အဲ့တော့ဒါ database file တစ်ခုကြာလာတယ်ပေါ့နော်ဆိုတော့အဲ့အောင်ကျွန်တော်တို့ဒီ CLI ထဲမှာတစ်ချက်ကြည့်ကြည့်အောင် wget အဲ့တော့ကျွန်တော် database file ရပြီအဲ့ကောင်ကျွန်တော် SQLite နဲ့ကြည့်လိုက်Okay ကျွန်တော်ဒီ SQL3 နဲ့နော် SQLite 3ပေါ့နော်ဆိုတော့အဲ့ဒီ tools တွေကိုသုံးပြီး database ကို analyze လုပ်ကြည့်လိုက်မယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်အဲ့ database ထဲရောက်သွားပြီပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီသူ့ရဲ့ comment လေးတွေပေါ့နော်ကျွန်တော် help ခေါ်ကြည့်လဲရတယ်အဲ့ဒီမှာကျွန်တော် tables လေးရင်ကြည့်လိုက်မယ်ပေါ့နော်ဘာမှလည်းမရှိဘူး okay ကျွန်တော်တို့ easy ပြန်လုပ်လိုက်မယ်ကြည့်ကြည့်အောင် git.db ကျွန်တော် download ဆိုရတဲ့မှာsorry ကျွန်တော် download လိုက်တဲ့ file ဒီ file ပဲဒီပေါ် git file ဘာမှလည်းမပါဘူးအဲ့တော့အဲ့ဒီ git file ကိုကျွန်တော်remove လုပ်လိုက်ပြီးတော့ရင်ဒါလေးကိုကျွန်တော်တို့ name change လိုက်မယ်ပေါ့နော်နာမည်ကတော်တော်ရှည်နေလို့ sorry အောင်ကျွန်တော် git လို့ change လိုက် okay git.db ပေါ့နော် okay ဒါဆိုရင်တော့ဝင်လာပြီနော်ပြီးတော့ကျွန်တော် SQLite 3နဲ့ git.db ကိုကျွန်တော်ဝင်လိုက်မယ် .tables လေးကြည့်လိုက်မယ်ပေါ့နော်ဆိုတော့ဒါဆိုရင်သူ့မှာပါတဲ့ tables ဒီပေါ့နော်ကျွန်တော်ချားရတော့တိတ်အများကြီးတော့စိတ်ဝင်စားကျွန်တော်အဓိကများသောအားဖြင့် database တွေကြည့်ရဆိုရင်တော့ဒီ username တွေ password တွေပေါ့နော်ဆိုတော့ကျွန်တော်အဲ့ဒါတွေကိုများသောအားဖြင့်အဲ့ဒါတွေလိုချင်လို့ကျွန်တော် analyze လုပ်တာများတယ်ပေါ့နော်အဲ့တော့ဒီမှာအဲ့ဒါနဲ့ပတ်သက်တဲ့ဟာဘာလို့ရှိမှတစ်ချက်ကြည့်ကြည့်အောင်ပေါ့နော် okay ဒီမှာ secret တို့ပါလည်းဝင်ကြည့်လို့ရတယ်နော် secret တွေပဲဘာတွေရှိတယ်ပေါ့နော်ဒီမှာ user တွေပဲရှိတယ်ဆိုတော့ user လည်းဝင်ကြည့်လို့ရတယ်password နဲ့ပတ်သက်တဲ့ဟာတွေလည်းရှိမယ်ကြည့်ကြည့်အောင် publish push okay
okay ဒါပဲ user table ထဲမှာပါမှာမသိဘူးတခြားတော့ကျွန်တော်ဘာမှမတွေ့ရဘူးနော်ဆိုတော့ table တွေကတော့ဒါပဲပေါ့နော် okay အဲ့တော့ကျွန်တော်တို့ဒီ user လေး select ဆွဲထုတ်အောင် slash star from user ပေါ့နော် okay ဒါဆို user ရောထွက်လာပြီနော်ဒီမှာ administrator တို့ developer တို့ username တွေပေါ့နော် okay ပြီးရင်သူရဲ့ domain name တွေပါမယ်ပြီးရင်ဒီမှာ hash တခုတွေ့ရပေါ့နော် hash လေးတွေတွေ့ဒီ hash ကဘာအတွက်လဲတော့ကျွန်တော်လည်းမသိဘူးများသောအားဖြင့်တော့သူရဲ့ဒီ password တွေပါ hash လုပ်ထားတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော် okay အဲ့တော့ဒါကဒီ Git ရဲ့ database ပေါ့နော်ကျွန်တော်တို့ tools တစ်ခုသုံးလို့ရတယ်ကျွန်တော်ဒီ database ထဲမှာပါတဲ့ဒီ format ကိုကျွန်တော်ဖတ်ဒီ hashtag နဲ့ crack လုပ်လို့ရမယ် format ကိုကျွန်တော်တို့ပြန်ပြောင်းလို့ရတယ်ပေါ့နော်ဒီတိုင်းဆွဲထုတ်တာနဲ့စာရင်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ user ရဲ့ပေါ့နော် user ရဲ့မှာဘာ column တွေရှိတယ်ပေါ့ကျွန်တော်တို့တစ်ချက်ကြည့်ကြည့်အောင်ပေါ့နော်ဆိုတော့သူ့ရဲ့ headers လေးကျွန်တော်ဖွင့်လိုက်မယ် headers on ဆိုတဲ့ comment တွေရလိုက်ပြီးခုန slash star ဆိုတဲ့ comment ပြန် run လိုက် run တဲ့အခါကျသူ့ရဲ့ဒီ header လေးကျွန်တော်တို့မြင်ရတယ်ပေါ့နော်အဲ့မှာနာမည်တို့ email တို့ဒါဆိုရင်ဘယ်ဟာ password လဲဘယ်ဟာနာမည်လဲကျွန်တော်တို့သိပြီပေါ့နော်အဲ့တော့သူ့ format လေးနဲ့ကျွန်တော်ပြန်ထုတ်လိုက်အောင် select name hash wd sort ကတော့သူ့ရဲ့ဒီများသောအားဖြင့်သူက password တစ်ခုလည်းမဟုတ်ဘူးပေါ့နော်ဒီမှာဆိုသူက source ဆိုတဲ့ဟာလေးပါတယ်ပေါ့ source ဆိုတာကတော့ဒီ password ကိုအဲ့ source နဲ့ပေါင်းပြီးတော့မှသူ hash လုပ်ထားတာပေါ့အဲ့တော့ကျွန်တော် crack လုပ်မယ်ဆိုရင်ဒီ sort တန်ဖိုးပါကျွန်တော်တို့သိမှရမယ်ပေါ့နော် from user ပေါ့အဲ့ဒါဆိုရင်ဒီမှာ administrator ရဲ့သူရဲ့ဒီ password ရဲ့သူရဲ့ဒီ sort တန်ဖိုးရပါမယ် developer password သူရဲ့ sort တန်ဖိုးနော်ဒီတန်ဖိုးလေးရမယ်ပေါ့နော်အဲ့တော့ဒါကိုကျွန်တော်တို့ hashtag နဲ့နော် crack ကမှာပဲဒါမှကျွန်တော် password သိမှာပေါ့နော်အဲ့တော့ဒီတိုင်းကျွန်တော်တို့ဆွဲထုတ်မယ်အစား hashtag ရဲ့ဒီ format နဲ့ကျွန်တော်တစ်ခါလေးရအောင်ပေါ့နော်ဆိုတော့ git ကနေပြီးတော့ git to hashtag ပေါ့နော်လောက်ပြီးတဲ့ tools ကိုကျွန်တော်တို့သုံးအောင်ပေါ့နော် cracking pk pkbdf2 okay ဆိုဒီအားလေးပဲကျွန်တော်ချက်ကြည့်ကြည့်ရကျွန်တော်တစ်ခါတော့ဝင်ကြည့်ဘူးပေါ့နော်ဒီ website ထဲokay ဒီမှာဆိုရင်သူက database ဟာကျွန်တော်ဆွဲထုတ်ထားတယ်ဆွဲထုတ်ပြီးတော့ဟောတော့တခါလေးဒီ comment တစ်ချောင်းနဲ့တခါလေးရိုက်လိုက်တာပေါ့နော် all in one comment နဲ့ရိုက်တယ်ပြီးတော့ okay ဒီ git to hashtag.py ဆိုတဲ့ဒီ python script နဲ့သုံးပြီးတော့ hashtag crack လုပ်လို့ရမယ် format ကိုတန်းထုတ်ထားတယ်ပေါ့အဲ့တော့အဲ့ဒီ python က python file ဒီ file ကိုကျွန်တော်တို့ချက်ကြည့်ကြည့်အောင် okay ကျွန်တော်ဒီ link ကိုချက်မှတ်ထားလိုက် okay ဟုတ်ပြီအဲ့တော့ဒီ script ကိုကျွန်တော်သုံးမယ်ပေါ့နော် sorry git to hashtag.py paste ချလိုက်မယ် chmod + git.py okay ဟုတ်ပြီအဲ့တော့ကျွန်တော်တို့နော်ဒီ convert လုပ်ပြီးမဲ့ python script လည်းရပြီပေါ့နော် hashtag ကတော့ဘယ် format နဲ့လိုချင်တာလဲဆိုတော့ppkdf2 တဲ့ sha256 ပြီး iteration ပြီး source ပါမယ်ပြီး hash ပါမယ်ဒီ format နဲ့သူကလိုချင်တာဒါမှ hashtag နဲ့ကျွန်တော် crack လုပ်လို့ရမှာပေါ့နော်တော့ဒီကတော့ database ထဲမှာသူ့ရဲ့ format ကမြင်တဲ့အတိုင်းပဲသူကရှေ့ရောနောက်ပြီးတော့စုံစီနေတယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ hashtag နားလေတဲ့ format ကိုပြန်ပြီးတော့ပြောင်းဖို့လိုတယ်အဲ့တော့ခုနကပြောတဲ့ python script ကိုသုံးပြီးတော့အဲ့ဒီ format ကိုထည့်ပြီးပြောင်းနေရတယ်အဲ့ဒါဆိုရင်ဒီလိုမျိုး format ပြန်ထွက်လာလိမ့်မယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုကျွန်တော်ဒီမှာဒီ comment ကိုသုံးလိုက်နေရတယ်ကျွန်တော်ဒီ comment ပဲသုံးလိုက်တော့ဒါကပို့ပြီးတော့ညံလိမ့်မယ်မဟုတ်ဒီဘွားကကျွန်တော်အဲ့ဒီကျွန်တော်တို့ဒီ terminal တွေကခုနကကျွန်တော်ရိုက်ရှာထားတဲ့ဟာကို copy paste နဲ့ပြန်ထည့်ရမှာဆိုတော့နည်းပို့ကြအဲ့တော့ဒီကဟာပဲကျွန်တော်တို့သုံးလိုက်အဲ့တော့ဒီမှာကျွန်တော်ရွေးရမှာ sort ရဲ့ password ကလားဒါမှမဟုတ် password က sort ကလားနော်ဆိုတော့ဒီနှစ်ခုတွေတစ်ခုရွေးရမယ်ပေါ့နော်ဒါပေမဲ့သူပြောတဲ့ပုံရဆိုရင်သူက flexible ဖြစ်အောင်လုပ်ပေးထားတယ်တဲ့
အဲ့တော့သူ recognize ဖြစ်တယ်တဲ့ပြီးရင် order အမှန်တိုင်းပြန်ထုတ်ပေးတယ်အဲ့တော့ဘယ်ဟာပဲ33ပေါ့နော်ဘယ်ဟာပဲကျွန်တော်ဘယ်လိုမျိုး range နဲ့ order နဲ့ပဲ33သူအမှန်တိုင်းပြန်ထုတ်ပေးလိမ့်မယ်တဲ့အဲ့တော့ okay ခါကျရင်တော့ရှိတယ်ခါကျရင်ကျွန်တော် short က password ရှိမှလာတာတော့ဒါမှမဟုတ် password နောက်မှလာတာတော့အဲ့လိုမျိုးရှိတယ်ပေါ့နော်သူက hash မလုပ်ခင်သူက sort ကိုအရင်လာတာဒါမှမဟုတ် password ကအရင်လာတာအဲ့လိုမျိုးရှိတယ်ပေါ့ဒီမှာကတော့သူကrecognize ဖြစ်တယ်သူကသူပြန်ပြီးတော့ analyze လုပ်ပြီးတော့သူထုတ်ပေးလိမ့်မယ်ပေါ့နော် order အမှန်တိုင်းထုတ်ပေးလိမ့်မယ်ဆိုတော့သူပြောတဲ့အတိုင်းပဲယုံပြီးကျွန်တော်လုပ်လိုက်တော့မယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်ခုနကတော့ဒါ database ရယ်နော်ဟို SQLite နဲ့ဝင်ပြီးတော့တစ်ခုချင်းစီ query လုပ်တာပေါ့ဒီမှာတော့တခါတည်း comment ဒီနောက်မှာရိုက်လိုက်တယ်ပြီးတော့သူ Python script လေးနဲ့တခါတည်း run လိုက်တယ်ပေါ့နော် comment not found တဲ့ sorry ကျွန်တော်ဒီမှာ Python ချန်ခဲ့လို့ Python 3 okay ဒါဆိုရင်ရပြီနော်ဒါဆိုရင်ရပြီအဲ့တော့ကျွန်တော်ဒီကလေးကို copy ပို့လိုက်မယ်ပို့ပြီးတော့ကျွန်တော် hash ပေါ့နော် hash တွေပေါ့ဆိုတော့ဒီကောင်လေးကျွန်တော်တို့ဟို hashcat သုံးပြီးတော့ crack လိုက်ပေါ့နော် wait hashcat hashes user wordless rocky ပေါ့နော် okay crack လိုက်ရokay the crack နေဒီမှာကျွန်တော်တို့ကပုံမှန်များသောအားဖြင့် hashcat မှာဆိုကျွန်တော်တို့ကဒီသူ့ရဲ့ hash algorithm ကျွန်တော်တို့ထည့်ရတယ်ပေါ့ hash mode ထည့်ရတယ်ဒီမှာကျွန်တော်ဘာမှမထည့်ပဲဒီတိုင်းပဲ run ရတော့ automatic သူနဲ့အကိုင်းညီဆုံးဟာကိုရွေးပေးသွားတယ်ပေါ့နော်ဆိုတော့ဒီကလို့ကျွန်တော်တို့ကအဲ့လိုမျိုး3-4ခုဖြစ်နေရဆိုရင်တော့ပြန်ပြီးရွေးပေးရတယ်ပေါ့နော်ရွေးပေးတဲ့ခါကျမှထားပါတော့ hashcat -m ဒီလိုမျိုးကျွန်တော်တို့ရွေးပေးရတယ်ပေါ့ mood နဲ့ကျွန်တော်တို့ခုနကnumber ကိုထည့်ရတယ်ပေါ့နော်ဒီမှာတော့သူက hashcat က automatic တခါတည်းဒီတစ်ခုပဲရှိရဆိုတော့ဒါကိုပဲသုံးပြီးတော့ဒီ mode နဲ့ပဲ crack လုပ်ပြီးသွားတယ်သူက format တွေကမတူဘူးပေါ့နော် MD5 ဆို MD5 ရဲ့ဒီ hash mode ကိုရွေးပေးရတယ်ပေါ့နော်ဒီမှာတော့တစ်ခုပဲရှိတော့အနည်းဆုံးဒီတစ်ခုပဲရှိတော့ဒါနဲ့ပဲသူ crack လုပ်ဖို့ရွေးချယ်လိုက်တယ်ပေါ့နော်အဲ့တော့ crack ကတော့လုပ်နေတော့ဘာမှတော့မတွေ့သေးဘူးအဲ့တော့တခြားကျွန်တော်တို့ဘာတွေလုပ်ထားရရှိတယ်တစ်ချက်ပြန်ကြည့်အောင်Furobuster လည်းဘာမှမတွေ့ဘူး okay exit လုပ်လိုက်ဒါကျွန်တော်လမ်းကြောင်းကြည့်တဲ့ဟာokay docker compose ဆိုဒီကိစ္စလည်းပြီးဒါလည်းကျွန်တော် exit လုပ်လိုက်မယ် python 3ဒါလည်းကျွန်တော်ပြပြီးပါတယ်ဆိုတော့လည်း exit လုပ်လိုက်မယ် okay ဒါက ssh ဒါက nmat လည်းကျွန်တော် exit လုပ်လိုက်တော့မရှိတော့ဘူးဒါက SQLite database ဒါလည်းကျွန်တော်ထွက်လိုက်တော့နော်လိုတော့ရဟာကျွန်တော်ပိတ်လိုက်တော့ရှုပ်နေမှာဆိုတော့ okay အဲ့တော့ဒီတမျက်နှာပဲကျန်တော့အဲ့တော့သူ crack လုပ်နေတယ်ပေါ့နော်ဆိုတော့ခဏလေးစောင့်လိုက်မယ်ကျွန်တော်ပြန်လာခဲ့မယ်နော်ခဏ pause ထားလိုက် okay ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီ crack လုပ်ရတဲ့အခါမှာဒီ password လေးရမယ်ပေါ့နော်ဆိုတော့ကျွန်တော်ကcrack viewer ဖြစ်တဲ့အတွက်ကျွန်တော် show နဲ့ပြန်ကြည့်လိုက်တယ်ပေါ့နော်ဒီနောက်က dash show လေးနဲ့ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ဒီဟာလေးရမယ်ပေါ့ဆိုဒီ password လေးကျွန်တော်တစ်ချက်မှတ်ထားလိုက်မယ်ပေါ့နော်okay ဟုတ်ပြီအဲ့တော့ကျွန်တော်တို့အနေနဲ့က password ကတော့ဟုတ်ပြီ password တော့ဒါရ username ရောဘာလို့သုံးအောင်ပါလဲအဲ့တော့ username အနေနဲ့ကျွန်တော်တွေ့ရနှစ်ခုရှိတယ်ပေါ့နော် root ကdeveloper ရယ်ပေါ့နော်ဆိုတော့နှစ်ယောက်ကျွန်တော်တို့တွေ့ရတယ်ပေါ့ root ကdeveloper ရယ်နော် okay ဟုတ်အဲ့တော့ကျွန်တော်တို့ဒီ hydra ကိုသုံးပြီးတော့တစ်ချက် correct လိုက်မယ်ပေါ့နော်ဆိုတော့sorry correct မှာဖြစ်တယ် hydra ကိုသုံးပြီးကျွန်တော်တို့ username password သိပြီဆိုတော့ကျွန်တော် ssh ကနေ blue force လုပ်ပြီးဝင်လို့ရတယ်ပေါ့တိတ်အများကြီး blue force လုပ်စရာမရှိပါဘူး root က developer ပြီးတော့ root နဲ့ဝင်ကြည့်မရရင် developer နဲ့ဝင်ကြည့်ပေါ့နော် hydra သုံးနေတယ်ဆိုတော့ကျွန်တော် hydra သုံးလို့ရတယ်ပေါ့နော် hydra ssh နော်ဒီနေရာမှာကျွန်တော်ဒီ username နဲ့ password ထည့်မယ်ပေါ့နော်အဲ့တော့ word list ကိုတစ်ချက်ကြည့်အောင် dash lg dash pg ပေါ့နော်ဒီဟုတ်ပြီအဲ့တော့ dash lg user dash pg password ပေါ့နော် okay အဲ့တော့ကျွန်တော်တို့ဝင်မယ်ပေါ့နော်အဲ့ဒီမှာဆိုရင်သူက developer နဲ့ဝင်တာတဲ့ရတယ်လို့သူပြောထားတယ်ပေါ့နော်အဲ့တော့ကျွန်တော် developer နဲ့ဝင်လိုက် developer data 11.55 ပေါ့နော် okay ဟုတ်ပြီokay password တောင်းတယ်ကျွန်တော် password ပေးလိုက်မယ်ပေါ့နော်ဒီနေရာမှာကျွန်တော်အခုမှဒီ box ကိုစဖောက်တဲ့သူဆိုရင်တော့သူကဒီ sign
signature တွေပါသူကတိမ့်မာလားဘာညာမေးတယ်ပေါ့နော်ကျွန်တော် yes လို့ပြီးတယ်ပေါ့နော်ဒီမှာတော့ကျွန်တော်လုပ်ပြီးသွားပြီဆိုတော့ထပ်မမေးတော့အရင်တစ်ခါကျွန်တော်ဒီ box ကိုတစ်ခါဖောက်ထားပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်ပေါ့နော် okay တော့ကျွန်တော် password ထည့် enter ခေါက်လိုက်မယ်ဒါဆိုတော့ကျွန်တော် SSH တွေရောက်ပြီပေါ့နော်အဲ့တော့ထုံးစံတိုင်းပဲကျွန်တော်တို့က Linux ကနော်ကျွန်တော်ဒါ foothold လို့ပြောလို့ရတယ်ပေါ့နော် initial foothold ဒီမှာ user.txt ရှိတယ်နော် config နော်အဲ့တော့ကျွန်တော် user.txt file တော့ရပြီအဲ့တော့ကျွန်တော်တို့ဘာဆက်လုပ်မလဲဆိုတော့ privilege escalation လုပ်မယ်ပေါ့နော်အဲ့တော့ထုံးစံတိုင်းပဲကျွန်တော်တို့ sorry ကျွန်တော်တို့ဒီ link page လေးကိုကျွန်တော်လှမ်းပို့လိုက်မယ်ပေါ့နော် HTTP server duplicate ကျွန်တော်တက်နေရင်ပုံလိုက်တက်မရှိဘူးတဲ့တက် okay duplicate http then sorry ကျွန်တော်ရဲ့ IP ချိန်ကြည့်လိုက်10.40.21 okay 10.40.21 ပြီးရင်ကျွန်တော် link page ပေါ့နော်စလုံးပေါင်းတစ်ချက်ကျွန်တော်ပြန်ကြည့်လိုက်ကျွန်တော်မှားပါဆိုတော့နော် ls grab and paste okay linkbase.sh okay linkbase.sh okay ကျွန်တော် linkbase ကိုပို့လိုက်ပြီးပြီးတော့ဒီ permission တွေပါကျွန်တော်တစ်ချက်ပေးလိုက်မယ်ပေါ့နော် run လို့ရအောင်ကျွန်တော် linkbase.sh ကို run လိုက်ပေါ့ခဏလေးနော်သူကနည်းနည်းလေးdelay ဖြစ်နေတော့ okay linkbase.shရှိโอเคဒီမှာဆိုရင်သူရဲ့ဒီ distributor Ubuntu ပေါ့နော် Ubuntu ပြီးရင်သူက 22.04.5 LTS တဲ့ဆိုကုန်နေရတဲ့ channel ပေါ့နော်ဒါ Ubuntu ရဲ့series နာမည်ပေါ့နော်ကုတ်နာမည်ပေါ့ပြီးသွားရင်သူရဲ့ဒီလမ်းကြောင်းတွေကျွန်တော်တို့တွေ့မယ်လမ်းကြောင်းတွေရှိမယ်ပေါ့နော်ကျွန်တော် access လုပ်လို့ရတဲ့လမ်းကြောင်းတွေရှိမယ်ပေါ့ okay take time okay ဒါ environment variable ရှိမယ်တစ်ခါကျရင်ဒီထဲမှာကျွန်တော် credential မြင်ရတတ်တယ်ပေါ့နော်ဒါ container တော့ဘာမှတိတ်အများကြီးတော့မရှိဘူးဒီ tools တွေကျွန်တော်ဒီ set မှာ install လုပ်ထားတယ်အဲ့တော့ကျွန်တော်လိုရင်သုံးလို့ရတယ်ပေါ့နော် okay production app armor က confirm လုပ်ထားအောင် disable subcon ပုံမှန်ပါပဲနောက်ပြီး CV နဲ့ပတ်သက်တဲ့ဟာလေးကျွန်တော်လိုက်ကြည့်လို့ရတယ်ဒီမှာသူက exposure မှာသူက probable ဖြစ်တယ်ဆိုရင်တော့ကျွန်တော်တို့ဖောက်လို့ရဖို့များတယ်ပေါ့နော် less probable ဆိုရင်တော့တောင်းကျွန်တော်တို့ဖောက်လို့မရတော့ဘူးပေါ့ဒီမှာကတော့ less probability ကိုကျွန်တော်ကြော်လိုက်တော့မယ်ဒီ 35 လို့ပါလို့မရဘူးပေါ့နော် found kit လို့ပါ design လို့ပါလို့ဆိုတော့ရတော့ဒီမှာကတော့ channel ဆိုတော့ဒီ series မှာတော့မရတော့ဘူးပေါ့နော် okay စကြည့်ကြည့်အောင်ရှိအောင်နော်ကျွန်တော်ဒီမှာ file လမ်းကြောင်းလေးရှိမယ်တစ်ချက်ကြည့်ကြည့်ပေါ့နော်စိတ်ဝင်စားဖို့ကောင်းတဲ့ file လမ်းကြောင်းလေးများရှိမလားပေါ့ဒီကဘာမှတော့ထူးကြတော့ကျွန်တော်မတွေ့သေးဘူးအဲဒီသူပြီးအောင်စောင်းလိုက်တယ်ပေါ့နော်ခဏလေးပေါက်ဆိုင်မယ်နော်ပြီးတော့ကျွန်တော်ပြန် run လိုက် okay ပြီးတော့ကျွန်တော်တစ်ချက်ကြည့်ကြည့်အောင်နော်သူပြီးသွားပြီဆိုတော့အဲ့တော့ဒီမှာဆိုရင်ကျွန်တော်ဘာရှိလဲ environment variable လမ်းကြောင်းလေး file လမ်းကြောင်းလေးတွေ့မယ်ကျွန်တော်တခြားနောက်တဲ့ file လမ်းကြောင်းလေးပေါ့နော် okay ဘာရှိအောင်လဲဒါ database တွေကချက်လက်တွေနော်ကျွန်တော်ခုနရှိမှကြည့်ခဲ့တဲ့ဟာတွေဘာရှိအောင်လဲ backup folder app configအများကြီးတော့ထူးကြတော့မတွေ့ဘူးဒီမှာ user test file ရှိမယ် history ပါကျွန်တော်တို့ကြည့်လို့ရတယ် capabilities okay ဒါခုနနေပြန်အောင်သွားပြီ okay ဟုတ်ပြီအဲ့တော့ကျွန်တော် SUID လို့ပါတော့เนาะဒီ bit တွေကြည့်လို့ရအောင်တို့ mount snap key sign SA0 pk ဒါလည်းပုံမှန်ပါပဲ
နော်တိတ်ထူးကြရတော့မတွေ့ဘူးပေါ့နော်ကျွန်တော်တို့အများနဲ့ဒီ emerald လောက်ရင်တွေ့နေကြဟာတွေပဲနော် okay ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီ link enum sorry link base နဲ့ဘာမှတိတ်အများကြီးမတွေ့ဘူးဆိုကျွန်တော်နောက်တစ်ခုကကျွန်တော်ဘာ run လေးရှိလဲဆိုတော့ဒီ PSPY ပေါ့နော် PSPY ဆိုတာလေးကျွန်တော်ထပ်ပြီးတော့ run လေးရှိဘယ် process တွေနောက်ကွယ်မှာ run နေလဲပေါ့နော်ဆိုတော့အဲ့ဒါလေးကျွန်တော်သိရအောင်okay PSPY လေး download ဆွဲလိုက်အောင် PSPY 64-bit okay so ထုံးစံတိုင်းပဲကျွန်တော်အဲ့ဒါလေးခဏ run ကြည့်လိုက်မယ်ပေါ့နော်။ဘာများကျွန်တော်တို့မြင်ရမလဲပေါ့ PSPY 64 okay ဒါလေးကျွန်တော်ခဏ run ထားလိုက်မယ်နော်ခဏ pause လုပ်ထားလိုက် okay ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာ run ထားတာတော့ကြာပြီပေါ့နော်ဒါပေမဲ့ဘာမှတော့မတွေ့ရဘူးပေါ့နော်ဒီမှာ bash command run တာလေးရှိရဲ user demo နော် Git web python app ဒါလေးပဲရှိရပေါ့နော်အဲ့တော့ဒီမှာ user id ကလည်းအကောင်1000နေပြီပဲအဲ့တော့ကျွန်တော်ဒီ privilege escalate လုပ်ဖို့အတွက်ဒီ root user တွေပိုင်းနဲ့ run တာမျိုးလည်းမတွေ့ဘူးပေါ့နော် okay အဲ့တော့ကျွန်တော်အနေနဲ့ လောဆယ် privilege escalate လုပ်ဖို့အတွက်လမ်းကြောင်းမတွေ့သေးဘူးလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့နည်းနည်းလေးကျွန်တော်တို့တစ်ချက် manual တစ်ချက် လိုက်ရှာကြည့်အောင်နော် okay အဲ့တော့ကျွန်တော်တို့ထုံးစံတိုင်းပေါ့နော် sorry တော့နည်းနည်းဟန်နေ okay ရ okay ဒါ term for ဒါကျွန်တော် dev share လို့ပြောတယ် dev share memory ပေါ့နော်အဲ့ဒါဝင်ကြည့်အောင်ဘာရှိဘာမှမရှိ okay ခုန term ရှိမယ် okay ဒီ ls ထဲမှာကျွန်တော်တို့တခြားနေရာတွေပေါ့နော် ls opt ရဝင်ကြည့်အောင် okay အဲ့တော့ opt ရမှာကျွန်တော်ဒီမှာဒီ root ပိုင်းနဲ့ဒီ folder လေးကျွန်တော်မြင်ရတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ကဒီပေါ်ဟာတော့ဘာမှသွားလုပ်လို့မရဘူးသူက read permission မရှိတော့ကျွန်တော်ဘာမှဝင်ဖတ်ကြည့်လို့မရဘူးပေါ့နော်အဲ့တော့ဒီတစ်ခုရဲ့ဒီတစ်ခုရဲ့အဲ့တော့ကျွန်တော် app ထဲကိုအရင်ဆုံးကြည့်ကြည့်ရအောင်ပေါ့ app ထဲမှာဘာရှိမလဲပေါ့နော် cd app okay အော်ဒါကျွန်တော်တို့ application ရဲ့ source code ပေါ့နော်အဲ့တော့ကျွန်တော် app ရှိမယ် container ရှိမယ်အဲ့တော့ script ထဲနောက်ဆုံးကျွန်တော်တစ်ချက်ဝင်ကြည့်အောင် okay script ထဲမှာဆိုရင်ဒီမှာဒီ bash file တစ်ခုရှိတယ်ပေါ့နော်အဲ့ဒါလေးတစ်ချက်ဖွင့်ကြည့်အောင်ဒီထဲမှာဆိုရင်သူကဒီလမ်းကြောင်းကိုသူသွားထားတယ်တဲ့သွားပြီးတော့ truncate လုပ်တယ်ပြီးရင်သူရှာတယ်ပေါ့နော်ရှာတယ်ဒီလမ်းကြောင်းအောင်မှာရှာတဲ့အခါမှာဆို jpg နဲ့စုံတဲ့ file သူရှာတယ်တဲ့ရှာပြီး xr ကို run တယ်ကျွန်တော်ခုနကဒီမှာတွေးခဲ့တဲ့ xr ကကျွန်တော်က xhd xr မဟုတ်အဲ့တော့ xr ကို run တယ်ပြီးရင်ဆို magic ဆိုရဲဒီ binary ကိုသုံးပြီးတော့ဒါဒီ identify metalog data ပေါ့နော်အဲ့ metalog data တွေမှာသွားပြီးတော့သိမ်းတယ်ပေါ့စသဖြင့်ပေါ့နော်ဆိုတော့ဒါကဘာနဲ့တူလဲဆိုတော့ကျွန်တော် schedule ဆွဲထားတဲ့ဒီ cron job ပုံစံမျိုးနဲ့တူတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီအပေါ်မှာ process တွေကြည့်တော့လေဘယ်သူမှအဲ့ဒီ share file လာ run တာမျိုးလည်းမမြင်ရဘူးပေါ့နော်အခိုက်အတန့်ဘာကြောင့်ဖြစ်တယ်လဲဆိုတော့အဲ့ဒီပြဿနာကကျွန်တော်တို့ဒီ abstract ကိုတစ်ချက်ကြည့်ပေါ့နော်ဘာကြောင့်ဖြစ်တယ်လဲဆိုတော့ကျွန်တော်တို့ဒီမှာ high process လို့ခေါ်တဲ့ဒီ process ကိုကျွန်တော်တို့ ID ကို hide ထားတာမျိုးဆိုရင်လက်ရှိသုံးနေတဲ့ user run တဲ့ process ကိုပဲကျွန်တော်တို့မြင်ရပြီးတော့တခြား user တွေဒီ schedule ဆွဲပြီး run ထားတဲ့ process ကိုကျွန်တော်မမြင်ရဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာမမြင်တာနဲ့ပဲ PSU နဲ့ကျွန်တော် run ပြီးတော့ကြည့်တဲ့အချိန်မှာမမြင်တာနဲ့ပဲဒီ share file ကမ run ဘူးလို့ကျွန်တော်ပြောလို့မရဘူးပေါ့နော်တခြား user တွေလာပြီးဒီ share file ကို run နေတာမဖြစ်နိုင်ဘူးပေါ့နော်အဲ့တော့ဒီအောင်ကျွန်တော်တို့တစ်ချက်abuse လုပ်ကြည့်မယ်ပေါ့နော်ကျွန်တော်ဘယ်လိုလုပ်လို့ရမလဲပေါ့ဒီမှာကတော့ထူးထူးခြားဆိုလို့ file လမ်းကြောင်းနေရပြီးတော့ဒီ magic ဒီ binary တစ်ခုရှိတယ်ပေါ့နော်အဲ့တော့ဒီ magic binary ကျွန်တော်ဘယ်လိုမျိုးabuse လုပ်ပြီး privilege escalate လုပ်လို့ရမလဲဆိုတော့တစ်ချက်ကျွန်တော်တို့ရှာဖွေကြည့်ရမယ်ပေါ့နော်အဲ့တော့တစ်ချက်ကြည့်အောင် magic reverse ပေါ့နော် oh sorry MAGICK okay privilege escalation image function image magic arbitrary file rate reverse
battery remote okay private escalation ချက်ကြည့်ကြည့်အောင်ဒီမှာလည်းနောက်တစ်ခုရှိတယ်နောက်လည်းကြည့်ကြည့်အောင် file rear တော့ကျွန်တော်မကြည့်တော့ကျွန်တော် private escalate လုပ်ချင်တာဆိုတော့ okay private escalation app image app image ဆိုကျွန်တော်ခုနကဟာနဲ့အတူတူပဲဒီဟာနဲ့အတူတူပဲဆိုတော့တွက်ထားပဲရှိတယ် description ပဲရှိတယ်အဲ့တော့ app image version my use empty per wine setting တော့ဒီလမ်းကြောင်းတွေသူတို့သုံးနေတဲ့ environment variable ပေါ့နော်ဆိုတော့အဲ့ဒီလမ်းကြောင်းတွေသူ run တဲ့အခါမှာအဲ့ဒီလမ်းကြောင်းဒီသူရဲ့ environment variable သူ configuration ပုံစံမျိုးပေါ့နော်အဲ့ဒီလမ်းကြောင်းထဲမှာညွှန်ပြထားတဲ့ဟာတွေသူတို့ခေါ်သုံးပြီးတော့run နေဆိုတဲ့သဘောမျိုးပေါ့နော် why executing which might lead arbitrary code error နော် arbitrary code execution အဲ့ဒီလမ်းကြောင်းတွေမှာ attacker ကသူရဲ့ဒီတခုခုပေါ့သူ run ကျင်တဲ့ဒီ file လာထားတဲ့အခါကျရင် arbitrary code execution မဖြစ်သွားတတ်တယ်ပေါ့နော် by doing malicious configuration file share library တဲ့ဆိုတော့နော် malicious configuration file share library run မိတယ်ဆိုရင် in the current working directory သူလက်ရှိနေတဲ့နေရာမှာအဲ့တော့သူရဲ့ဒီလက်ရှိ ImageMagick လက်ရှိသူ run နေတဲ့လမ်းကြောင်းမှာဒီမှာဆိုရင်တော့ကျွန်တော်တို့ဒီလမ်းကြောင်းပေါ့နော်ဆိုတော့အဲ့ဒီလမ်းကြောင်းထဲမှာကျွန်တော်တို့ဒီ configuration malicious configuration file ဒါမှမဟုတ် share library ပေါ့နော်ကျွန်တော်တို့ create လုပ်ထား share library ထားရတဲ့အခါကျရင် ImageMagick က run သွားရဆိုတဲ့သဘောမျိုးပေါ့နော်ကျွန်တော်တို့ရဲ့ file မှာတခါတည်းခေါ်သွား execute လုပ်သွားဆိုတဲ့သဘောမျိုးပေါ့နော်အဲ့ဒီအချိန်ကျရင်ဘာဖြစ်လဲဆိုတော့ arbitrary code execution ဖြစ်တယ်တဲ့နော်အဲ့တော့ဒီ version မှာဆိုရင်တော့ fix လုပ်လိုက်ပြီလို့ပြောရတယ်ပေါ့နော်ကျွန်တော်ဒီမှာ magic ရဲ့ version တော့ကျွန်တော်မသိအဲ့တော့တစ်ချက်ကြည့်ကြည့်အောင် magick-version သူရဲ့ association နည်းနည်းတော့ညဟန်းကျင်တယ်ပေါ့နော်ကျွန်တော်ဒီမှာရိုက်နေဒါပေမဲ့ screen မှာဘာမှပေါ်မလာ okay ရိုက် magic version ဒီမှာဆိုရင် 7.1.1 to 35 dash 35အဲ့သူက dash 36ရောက်မှသူက fix လုပ်လိုက်တာအဲ့တော့ကျွန်တော်ဒီမှာ dash 35ဆိုတော့ဒီကောင် fix မလုပ်ရသေးဘူးနော်အဲ့တော့ command ကြည့်လို့ရတယ်ပေါ့နော် okay ဟုတ်ပြီအဲ့တော့ exploit လုပ်အောင်နော်ဖောက်အောင်ပေါ့နော် reverse လုပ်အောင်ပေါ့နော် okay အဲ့တော့ဒီထဲမှာတော့သူဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာလေးတွေသူပြောပြထားတယ်ပေါ့နော်okay ဒီမှာ POC တဲ့ proof of concept ပေါ့နော်အဲ့တော့ပထမဆုံးသူဒီ library တွေကို update and install လုပ်တဲ့ဆိုတော့ကျွန်တော်တို့က SSH တွေကနေပြီးသူများ box တွေဝင်သုံးနေတာဆိုတော့ဒီ library တွေ install လုပ်လို့ရမှာကျွန်တော်မသိကြဘူးပေါ့နော်သူမှရှိဒါတွေကုန်ရှိမရှိတယ်ကျွန်တော်သိတော့မသိကြဘူးနော်ပြီးရင်ဒီဟာကို Carlo ImageMagick version okay ပြီးတော့ဒီ delegate.xml ဆိုတဲ့ file create လုပ်တဲ့ပြီးတော့ ImageMagick နဲ့ကျွန်တော်ဒီ delegate ကို run တဲ့အခါကျရင်တဲ့ဒီ ID comment က run ပြီးသားဖြစ်သွားလိမ့်မယ်ဘာကြောင့်လဲဆိုတော့ဒီ delegate ထဲမှာကျွန်တော် comment ID ထည့်ထားတဲ့အတွက်ကြောင့် run တာ ImageMagick ကို run တာဒါပေမဲ့ကျွန်တော်ဒီထဲမှာထည့်ထားတဲ့ comment ကို ImageMagick ကတခါလေး run သွားလိမ့်မယ်လို့ပြောတဲ့သဘောမျိုးပေါ့နော် okay အဲ့တော့ကျွန်တော်ဒီမှာဆိုရင် ID ဆိုတော့ဒီလိုမျိုး run သွားရပေါ့နော် okay အဲ့တော့ကျွန်တော်တို့ကပုံမြင့်တဲ့ permission ကိုကျွန်တော်တို့သွားကြည့်တယ်သူ run တာတော့ဟုတ်ပြီအဲ့တော့ဘယ် user နဲ့ run မှာလဲဆိုတော့အရေးကြီးတယ်ပေါ့နော်okay အဲ့ဒီစကြည့်ကြည့်အောင်ကျွန်တော်တို့ကိုယ့်အကို run တာတဲ့သူကသူ့ schedule နဲ့သူเนาะဟို schedule ဆွဲထားတဲ့ user သူကသူ run သွားတာပို့ပြီးတော့ကျွန်တော်ထင်တယ်အဲ့ဒါပို့အဆင်ပြေလိမ့်မယ်နော်ဘာရှိအောင်လဲ ImageMagick okay ဒီမှာ share library အခုနကသူပြောတဲ့ဟာမျိုးပေါ့နော်ဒီမှာ share library ကိုကျွန်တော်သွားပြီးတော့သူ working directory မှာသွားထားလို့ရတယ်ဒီမှာသူ share library ပေးလို့ပါ create လုပ်ပေးထားတယ်အဲ့ဒီထဲမှာသူက ID ဆိုတော့ဒီဟာကျွန်တော်တို့သွားထည့်ထားရဆိုရင် ImageMagick ကသူ့ရဲ့အချိန်ရောက်တဲ့ခါကျရင် schedule ဆွဲထားတဲ့အတိုင်းသူ run လိမ့်မယ်ပေါ့နော် run တဲ့ခါကျရင်သူ့ရဲ့လမ်းကြောင်းထဲမှာကျွန်တော် define ထည့်ထားဖြစ်တဲ့အတွက်ကြောင့် define ထဲမှာပါတဲ့ဒီ system ID comment ကိုသူ run သွားလိမ့်မယ်ဒါလည်းဖြစ်နိုင်တယ်ပေါ့နော် okay အဲ့ဒါပဲအဲ့ဒီကွာကို run တဲ့ကိစ္စရောခဏထားလိုက်ပါပေါ့နော်ကျွန်တော်ဒီ payload လေးရယ်ပြီးတော့ဒီမှာ delegate ကလည်းကျွန်တော်ထည့်ပြီး run ရတာဆိုတော့delegate
XML ကိုတော့သူထည့်ပြီးတော့ run တဲ့ဟာတော့မတွေ့ဘူးပေါ့နော်ဒါပေမဲ့သူ JPG နဲ့စုံတယ်ဆိုရင်တော့သူထည့်ပြီးတော့ run လိမ့်မယ်တဲ့အဲ့တော့ကျွန်တော် delegate ကိုသုံးကြတယ်ဆိုရင် delegate ကို JPG extension နဲ့သုံးရင်တော့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါနည်းနည်းလေးကျွန်တော်ပြီးတော့မှစမ်းရင်လည်းစမ်းကြည့်မယ်ပေါ့နော်လောဆယ်ကျွန်တော်တို့ဒီလွယ်တဲ့နီလန်းလေးပေါ့ဒီ share library ပေးလို့ကျွန်တော်အလွယ်တကူကျွန်တော်သုံးလိုက်မယ်ပေါ့နော်အဲ့ဒါလို့ကျွန်တော်ဘယ်ထဲမှာထည့်မလဲဆိုတော့သူဒီ cron run နေတယ်သူ schedule လုပ်ပြီး run နေတယ်ဒီလမ်းကြောင်းထဲမှာကျွန်တော်ထည့်မယ်အဲ့ဒီလမ်းကြောင်းကျွန်တော်ရင်သွားလိုက်မယ် okay ပြောရတဲ့ခါကျဒီထဲမှာကျွန်တော် vin ဆိုပြီးတော့ sorry ကျွန်တော် vin လောက်ဆရာတော့မလို့သူရဲ့ payload ကိုကျွန်တော်တန်းပြီးတော့ချလိုက်အောင်ဘာကြောင့်လဲဆိုတော့သူကဒီမှာ EOF နဲ့တခါလေသူက write လုပ်မှာဆိုတော့ okay အဲ့တော့ကျွန်တော် copy ကူးလိုက်မယ်ပြီးကျွန်တော် paste ချလိုက်အောင်မယ်နောက်ပြီး enter ခောက်လိုက်ပေါ့နော် enter ခောက်လိုက်သူ့ file တခါလေပေါ်လာလိမ့်မယ်ပေါ့ဒီမှာဒီ file လေးပေါ့နော်အဲ့ဒီ file လေးပေါ့ဒါပေမဲ့ကျွန်တော်နည်းနည်းတော့ပြင်ရင်ဒီအဲ့ဒီ file cv.so.1 ဖတ်လို့မရဘူးဆိုတော့ remove လုပ်လိုက်မယ်ကျွန်တော် remove လုပ်ပြီးတော့ okay ဒီကောင်ကိုကျွန်တော်နောက်တစ်ခေါက်ပြန်ရေးလိုက်မယ်ပေါ့နော်ဒီနေရာမှာကျွန်တော်ဘာလုပ်မလဲဆိုတော့ ID တော့ကျွန်တော်မကြည့်တော့ဘူးပေါ့နော်ဆိုတော့ ID ကြည့်တာက ID ပဲသိမှာဆိုတော့ကျွန်တော်လောဆယ်ဒီ private escalate ဒီပုံမြင့်တဲ့ permission ကျွန်တော်တွားနေတာဖြစ်တဲ့အတွက်ကြောင့်ဒီ reverse share တွေပါကျွန်တော်ဒီထဲမှာထည့်ခဲ့လေရမယ်ပေါ့နော်ဒါ comment တွေမှာကျွန်တော် reverse share ထည့်လို့ရမယ်ပြီးရင်ကျွန်တော်တို့ဒီ binary ကိုအဲ့ run တဲ့သူထားပါ root က run သွားရဆိုရင်ကျွန်တော် root အနေနဲ့ဘာတွေလုပ်ခဲ့မလဲပေါ့နော် reverse share ဖွင့်လဲရတယ်ဒါမှမဟုတ်ကျွန်တော်ထားပါတော့ဒီမှာဆိုရင် okay ကျွန်တော် DR ကို run နေတဲ့အချိန်မှာဘာကို run စီခြင်းလဲဆိုတော့ root ဆိုရင် root ကသူ့ရဲ့ဒီဘိန်းထဲက bash binary ကျွန်တော်တို့ဘယ်ကိုကူးလိုက် bash ဆိုတော့ကျွန်တော် bash share ပေါ့နော် bash share ကိုဘယ်ထဲကူးထည့်မလဲတော့မတန့်မလဲကိုကျွန်တော်ကူးထည့်လိုက် exploit ဆိုရဲနာမည်နဲ့ပေါ့နော် bash ဆိုရဲနာမည်နဲ့ကူးထည့်လဲရတယ်ဒါပေမဲ့ကျွန်တော်မျိုးလုံးနဲ့မြင်လို့ကျွန်တော် exploit ဆိုရဲနာမည်နဲ့ကူးလိုက်အမေဘာမှမဟုတ်ပါဘူးဒီ bin bash ကိုဒီ tab ထဲမှာကျွန်တော်တို့ဒီ binary ကို copy ကူးလိုက်တဲ့သဘောမျိုးပဲ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့က tab directory ကို access ရတယ်ပေါ့နော်။ကူးပြောတဲ့ခါကျဒီတိုင်းကူးလိုက်တယ်ဆိုတော့ကျွန်တော် run လိုက်တယ်ဆိုတော့ဒီလက်ရှိ user နဲ့ပဲ bash ကပွင့်လာမှာပဲ။အဲ့တော့ root အနေနဲ့ကျွန်တော်ပွင့်ကျင်နေဆိုရင် permission ကိုကျွန်တော်တို့ဒီSUID bit ကျွန်တော်ပေးလိုက်မယ်ပေါ့နော်။အဲဒီခုနကကျွန်တော်ကူးထားတဲ့ဒီ tab exploit file ပေါ့။ Okay ဆိုတော့ဒီလိုပုံစံမျိုးပေါ့နော်။အဲဒီကျွန်တော်နားခေါ်လိုက်မယ်။ပြီးတော့ကျွန်တော်ထိုင်ဆောက်ရအောင်ပဲဘာမှတော့လုပ်စရာမလိုဒီလမ်းကြောင်းထဲမှာထည့်ပြီးပါပြီဆိုတော့နော်ထိုင်ဆောက်ရအောင်ပဲကျွန်တော်ဒီ temp location ကိုကျွန်တော်ကြည့်အောင်ပဲ temp ထဲမှာအဲ့ဒီခုန exploit file ပေါ်လာပြီဆိုရင်ရပြီအဲ့တော့ wash that and ကြည့်လိုက် wash dash and 1ပေါ့နော်10မိနစ်တစ်ခါပေါ့10မိနစ်တစ်စက္ကန့်တစ်ခါပေါ့နော်အဲ့ let's start earlyမှာ exploit ဆိုတဲ့ file လေးပေါ်လာဆိုရပြီခဏလေးစောင့်လိုက်မယ်နော်ကျွန်တော်ခဏ pause လုပ်ထားလိုက် okay ဟုတ်ပြီအဲ့တော့ဒီမှာသူ run သွားပြီကျွန်တော်ဒီမှာဒီ file လေးဝင်လာတာကိုကျွန်တော်မြင်ရတယ်ပေါ့နော်ဒီမှာရှေ့မှာဆိုကျွန်တော်တို့ပေးခဲ့တဲ့ permission အတိုင်းပဲဒီမှာ SUID ဖြစ်လေးနဲ့ပေါ့နော်အဲ့တော့ဒီကောင်ကိုကျွန်တော် run လိုက်တယ်ဆိုရင်ရပြီနော်အဲ့တော့ကျွန်တော်တစ်ချက်ကြည့်အောင်အဲ့တော့ကျွန်တော်တို့ဒီမှာ ls ခေါ်လိုက်မယ်ဆိုရင် exploit ပေါ့နော်ဆိုတော့ exploit ဆိုတဲ့ဟာကိုကျွန်တော် run တဲ့အခါကျရင်ကျွန်တော်တို့ကဒီတိုင်း run လိုက်တယ်ဆိုရင်တော့သူကကျွန်တော်ထင်တယ်လက်ရှိ user နဲ့ပဲဝင်သွားမှာပဲအဲ့တော့ကျွန်တော်တို့အဲ့ SUID ရဲ့ဒီဘယ်လိုပြောမလဲသူရဲ့ permission ကိုကျွန်တော်တို့ set ထိန်းပြီး run ဖို့လို့ဥပမာထားပါတော့ကျွန်တော်တို့ bin တော့ဖြစ်တယ် temp ပေါ့နော် temp exploit ပေါ့ဒီကျွန်တော် run လိုက်တယ် okay run လိုက်တယ်ဆိုဒီမှာ तू က developer နဲ့ပဲရောက်သွားတယ်အဲ့တော့ဘာမှမထူလက်ရှိ user နဲ့ပဲရောက်သွားတယ်အဲ့တော့ကျွန်တော်ဘာလုပ်မလဲဆိုတော့အဲ့ temp exploit run တဲ့နေရာမှာကျွန်တော်သူ့ရဲ့ဒီ SUID bit ကိုတုံးပြီးကျွန်တော်တို့အဲ့ privilege ကိုကျွန်တော်တို့တုံးပြီးတော့ run မယ်ပေါ့နော်ဆိုတော့ SUID bit ပေးခဲ့ root က run ခဲ့တာဆိုရင်သူက root က permission တိုင်းပဲဒီ bash ဒီ exploit ကို run မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော် dash p နဲ့ run id ချက်ပြန်ကြည့်လိုက်မယ် okay ဒါဆိုရင်ဒီရှေ့မှာတော့ developer ဒါပေမဲ့ဒီနောက်မှာကျွန်တော် root တွေဖြစ်သွားတယ်ဒါ affected UID လို့ခေါ်ရပေါ့နော်ဆိုတော့ကျွန်တော် SUID ရဲ့ဒီ permission ကျွန်တော်တို့တုံးပြီးတော့ root က SUID ပေးခဲ့တာဖြစ်တဲ့အတွက်ကြောင့်
root ရဲ့ permission နဲ့ကျွန်တော် run လို့ရတယ်ဒါပေမဲ့ fully ကျွန်တော်မရသေးဘူးဒီနေရာမှာဆိုကျွန်တော်ဘာတွေလုပ်လို့ရပြီလဲဆိုတော့ဒီ root ထဲသွားပြီးတော့ root.txt ကိုကျွန်တော်ကြည့်လို့ရပြီဒါပေမဲ့ share ကိုကြည့်ရဆိုရင်တော့ကျွန်တော် fully မရသေးဘူးပေါ့နော်ဒါကပုံမှန်ကျွန်တော်တို့ဒီ flat ပဲလိုချင်နေဆိုရင်တော့တိတ်ပြဿနာမရှိဘူးဒါပေမဲ့ကျွန်တော်တို့ဒီထားမှာတော့ OSCP တို့ကတော့ကျွန်တော်ဖြည့်တယ်ပေါ့နော်ဖြည့်တဲ့အခါကျရင်ကျွန်တော်တို့က fully ဒီ root ဆို root ကိုကျွန်တော် fully ရဖို့လိုတယ်ပေါ့နော်အဲ့လိုချိန်တွေမျိုးကျရင်ကျွန်တော်ဒီ affected UID ကနေပြီးတော့တကယ်root အနေနဲ့ကျွန်တော်တို့ပြောင်းဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကျွန်တော်တို့တစ်ချက်ပြောင်းဖို့ကြိုးစားကြည့်မယ်ပေါ့နော်အဲ့တော့ဒီနေရာမှာဆိုကျွန်တော်သုံးလို့ရတဲ့ဟာလေးရှိတယ်သုံးလို့ရတဲ့ဟာလေးရှိတယ်အဲ့တော့သုံးလို့ရတဲ့ comment နှစ်ခုရှိတယ်ပေါ့နော်ဒါပထမ comment တစ်ခုကတော့ကျွန်တော် Python သုံးပြီးတော့လုပ်တယ်နော်ဒီ payload လေးပေါ့နော်ဒီ payload လေးကျွန်တော်သုံးလို့ရတယ်ဒါတစ်ခုပေါ့နော်ဒါကျွန်တော်ရှာဖွေထားတဲ့ဟာလေးပေါ့website မှာလည်းကျွန်တော်သွားရှာကြည့်လို့ရတယ်နော်ကျွန်တော်လည်းကြားနေမှာဆိုတခါရေး payload လေးကျွန်တော်ပြလိုက်တယ်နော်ဒီ payload လေးကျွန်တော်သုံးပြီးတော့ဒီ affected UID ကနေ escape လုပ်လို့ရတယ်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့လုံးဝ root ဖြစ်သွားပြီဆိုတော့ဒါတစ်ခုပေါ့နော်နောက်တစ် payload တစ်ခုကကျတော့ကျွန်တော်တို့ဒီ flow နဲ့ရေးထားတဲ့ဟာပေါ့နော်ခုနက Python ပေါ့ဒါ flow နဲ့ရေးထားတဲ့ဟာဒါဆိုရင်လည်းကျွန်တော် root ဖြစ်သွားပြီဆိုတော့ဒီနီလာနှစ်ခုကတော့ကျွန်တော် fully root permission root account ကိုကျွန်တော်တို့ပြောင်းနေဟာပေါ့နော်ဒါ somewhere တွေပါတယ်ကျွန်တော်တို့ဖြည့်တဲ့အခါကျရင်လုံးဝကျွန်တော် fully root ဖြစ်ဖို့အရေးကြီးတယ်နော်ခုနကလည်း affected UID နဲ့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီ payload လေးတွေသုံးပြီးတော့သွားလို့ရတယ်နော်ဒါဆိုရင်တော့ဒီ box လေးကတော့ဒါလေးပဲပေါ့နော်ဆိုတော့ Sony GP ရဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်မေးစရာရှိရဆိုရင်လည်းမေးဝါလို့ရပါတယ်ဗျ